ခံသူဟာယုံကြည်သူစီရင်တဲ့နေရာကောင်းကင်စီရင်သောအရာယုံကြည်သူရဲ့အလုံးစီရင်တဲ့အခါမှာဘာနဲ့စစ်မလဲမီးနဲ့အကျိုးအမြတ်ရှိဟုတ်လားအော်စီရင်ခံရသောသူများစီရင်ခံရသောအလုံးနဲ့ပတ်သက်ရင်ဘယ်ကနေဘယ်အထိအသက်ရှင်ခဲ့တာကိုစီရင်မလဲပေါ့အချိန်ကာလဘယ်ကနေဘယ်အထိအသက်ရှင်ခဲ့တဲ့လူကိုစီရင်မှာလဲအဲ့ဒါမရေးရသေးဘူးအဲ့ဒါမပြောရသေးဘူးเนาะအဲ့ဒါကဘသူကိုစီရင်မှာလဲဆိုဘယ်ကနေဘယ်အထိလဲဆိုရင်သူကသိရမှာကဒီဓမ္မဟောင်းဟိုးကဘာဦးကလေးကကဲတင်ချင်းရထားတဲ့သူတွေရှိတယ်မဟုတ်လားရှိလားရှိတယ်ဒါဓမ္မဟောင်းကျမ်း OT ဓမ္မဟောင်းကျမ်းဒီမှာခရစ်တော်ကြွလာဟုတ်လားအဲ့ဒီကနေပြီးတော့မှကျေးဇူးတော်ကာလတန်ရှင်သောဝိညာဉ်တော်ဆင်းသက်ဒါလည်း၃မျိုးခေါ်တယ်နော်ဝိညာဉ်တော်ကာလသင်တော်ကာလကျေးဇူးတော်ကာလ၃မျိုးခေါ်တယ်၃မျိုးကလည်းအသက်ရှင်မှုကလည်း၃မျိုးရှိတယ်ယုံကြည်သူတွေကိုတွင်တင်တဲ့အခါမှာ၃မျိုးတင်ရတယ်တစ်မျိုးတည်းတင်ရင်မမှန်ဘူးအခုကျွန်တော်တို့ကတစ်မျိုးတန်တာများတယ်သင်တော်တွေကတော်တော်များများတစ်မျိုးပဲတန်တယ်ဥမာဆိုပါစို့ဒီကျမ်းစာကိုအသေးစိတ်လေ့လာတဲ့အဖွဲတွေကြတော့လေသူကကျမ်းစာဘက်မှာတန်သွားတယ်ကျမ်းစာဘက်မှာသူကအာတန်သွားရောတခါအမြဲတမ်းတန်ရှင်သောဝိညာဉ်တော်နဲ့ပဲသွားတာအဲ့ဒါပဲအာတန်တဲ့လူကြတော့လေအဲ့ဒီဘက်ပဲဝိညာဉ်တော်ဖော်ပြတယ်မဖော်ပြဘူးဝိညာဉ်တော်နဲ့ရှင်ရမယ်အဲ့ဒီပဲအာတန်သူကတခါနောက်တစ်ဖွဲ့ရှိတယ်အသင်းတော်မှအသင်းတော်အရေးကြီးဆုံးပဲဆိုတော့အသင်းတော်ဘက်ပဲအာတန်သွားတယ်အဲ့ကျမ်းစာမှာဒီကာလမှာတွင်တင်နီးက၃မျိုးရှိတယ်၃မျိုးစလုံးမှန်တယ်တိုးတော့သူကဘယ်အချိန်မှာဘယ်တွင်တင်နီးနဲ့တွင်တင်ရမယ်ဆိုတာဘုရားသခင်ဖွင့်ပြဖို့လိုတယ်ဥပမာဒီကာလကိုကျေးဇူးတော်ကာလလို့ပြောရင်မှန်လားမှန်တယ်ဝိညာဉ်တော်ကာလလို့ပြောရင်မှန်တယ်အသင်းတော်ကာလလို့ပြောရင်မှန်ပြန်ရော၃ခုစလုံးမှန်တယ်လေဟုတ်လားတန်ရှင်သောဝိညာဉ်တော်ဆင်းလာတဲ့အချိန်ကနေစပြီးမှဝိညာဉ်တော်ဆင်းလာတဲ့အချိန်ကနေစပြီးဒီ၃မျိုးဖြစ်တာအသင်းတော်ပေါ်တယ်ဝိညာဉ်တော်ဆင်းလာတယ်ဟုတ်လားဒီကျေးဇူးတော်အကြောင်းကောင်းကောင်းသဘောပေါက်သွားတယ်ဝိညာဉ်တော်ကဖွင့်ပြတော့ကဲလူတစ်ယောက်ကိုတွင်တင်ရင်အပြစ်များလျက်ပင်လွတ်စေအဲ့ဒါဝိညာဉ်တော်အကြောင်းလားအသင်းတော်အကြောင်းလားကျေးဇူးတော်အကြောင်းလားကျေးဇူးတော်အရာဟုတ်လားအပြစ်ပွားများသည့်အရာမှာကျေးဇူးတော်သာ၍ကြွယ်ဝ၏တဲ့လားဆိုအပြစ်ဘလောက်များခွင့်လွတ်လားဘာကာလလဲအဲ့ဒါကအဲ့ဒီအကြောင်းသူ့ကိုတွင်တင်ဖို့လိုတယ်ဆိုရင်သူ့ကိုအဲ့အကြောင်းတင်ရတယ်သူ့ဝိညာဉ်တော်အကြောင်းမပြောအောင်ဝိညာဉ်တော်ဝမ်းနေတယ်တော့မပြောနဲ့သူကိုယ်တိုင်ငါ့ကိုစိတ်တကြနာငါ့ကိုဖျားခွင့်မလွတ်တော့ဘူးရှင်နေဆိုစိတ်တကြကျွန်တော်လည်းသွားပြောတယ်နင့်ကိုဝိညာဉ်တော်ဝမ်းနေတယ်ဆိုတော့တေးတာပဲကောင်းတယ်စူစိုက်သွားလောက်တာမသူသူ့ကိုပြောရမှာတင်ရမှာဗာလဲအပြစ်ပွားများသည့်အရာမှာကြီးစတော့တာယူကျွဲရတယ်နေဘလောက်ပြများဖျားခဲ့ခွင့်လွတ်တယ်ဖျားခွင့်မလွတ်နိုင်တဲ့အပြစ်သူပြန်ထလာမယ်သူအဲ့ဒါတင်ရအော်နောက်တစ်ယောက်ကိုကြတော့ तू ကလေဘာလို့ဖြစ်တယ်လို့ရှင်းတာအဲ့ချင်းနဲ့ချင်းအဲ့ထားချင်းနဲ့ချင်းထားသွားချင်းနဲ့လူနဲ့သွားတောက်ချင်တယ်လို့တောက်အော်သူ့လေဘုရားခင်မကြိုက်ဘူးတော့သွားမပြောနဲ့ကျေးဇူးတော်ကြွယ်သွားတယ်ဘုရားခွင့်မလွတ်တဲ့ပြစ်မရှိနေကအကျွေးတသိန်းတင်ခံရတဲ့လူကဘုရားသူ့ခွင့်လွတ်တယ်တရားတင်တဲ့လူလည်းဘုရားခွင့်လွတ်တယ်ဘယ်သူကပို့ဘုရားကိုကျေးဇူးတင်တသိန်းသမားပို့ကျေးဇူးတင်အဲ့ဒါငါပဲဆိုတော့ခွန်အားရတာအပြစ်လုံးပြီးတော့စတူကျေးဇူးတော်ကြောင့်သွားပြောရင်
ဟာမရောက်သူ့တော့တွန်တင်ရမယ်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဝိညာဉ်တော်ဝန်းနေတယ်နင့်အသက်တာကိုဝိညာဉ်တော်ကဒီတိုင်းမဖြစ်စေခြင်းဘူးနင့်အတွက်ထာဝရကာလရှိတယ်အဲ့ဒီကြရင်စီရင်ခြင်းရှိတယ်နင့်အသက်ရှင်မှုမကောင်းရင်မကောင်းသလိုဟိုမှာကြည့်စီရင်မှာနော်အဲ့ဝိညာဉ်တော်ဝန်းနေတယ်ဝိညာဉ်တော်ကိုစိတ်မနာစေနဲ့တင်တို့ကိုတစိတ်ခတ်တော်မူသောတန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေနဲ့ဘလို့ချိန်မှာစိတ်နာလဲအော်ဟင်းငေါငေါ်တယ်မနာလိုတယ်သူ့အသေးပြအောင်ပြောဆိုတယ်ဟုတ်လားသူများသားများပြဒါဝိညာဉ်တော်စိတ်နာတယ်မလုပ်ရဘူးဝိညာဉ်တော်အကြောင်းတွန်တယ်တစ်ဖက်ကပြောနေရင်သူ့ထဲမှာဝိညာဉ်တော်ရှိနေလားဒီဘက်ကရောပြောနေလား alignment တဲ့သွားရော alignment တဲ့သွားရောတဲ့သွားတော့အထက်ဝိညာဉ်တော်သူ့ပြုတ်ပြင်ပုံသေးသူကောင်းသွားရောအဲ့တော့သူ့ကိုတွန်တင်ရမှာကဝိညာဉ်တော်အကြောင်းသူ့ကိုတွန်တင်ရမှာကယေရှုတော်အကြောင်းမတူအဲ့ဒါနောက်တစ်ယောက်ကကြတော့ဝိညာဉ်တော်အကြောင်းရောယေရှုတော်အကြောင်းရောသဘောပေါက်တယ်ပြဿနာကဘယ်အသင်းတော်မှလက်မခံတာ तू ကငါလူနဲ့မသွားဘူးဖယားနဲ့ပဲသွားမယ်သွားတက်လားဆိုတော့မသွားတက်ဘူးစကားပြောအရမ်းမြင့်တယ်ငါဘယ်အသင်းတော်မှငါမကြိုက်ဘူးဘာလို့ဘယ်အသင်းတော်မှမပြည့်စုံငါဝင်ပြီးပြီအသင်းတော်၄-၅ပါးရှိပြီပုံကိုမလာတာဟောအောင်မရတာမှန်လားဆိုမှန်ပြန်ရောဟိုသင်းတော်သွားရင်လည်းချီးမွမ်းတာတော့ကောင်းပါတယ်ကွာပြီးချီးမွမ်းတဲ့လူတွေကသူတို့ချီးမွမ်းပြီးတာနဲ့အိပ်ပြီဒါလားချီးမွမ်းရင်သူကချီးမွမ်းတာတော့ကောင်းပေမဲ့အဲ့ဒါကြည်ပြီးသူမသွားကြတော့နောက်အသင်းတော်တစ်ပါးသွားသင်တော်တော်မတော်ချမ်းစာအိုးရမ်းတော်တာသင်တော်တော့အရမ်းကြိုက်တယ်ဒါပေမဲ့အဲ့လူတွေရဲ့အသက်တာကိုကပုံမလာတာသင်နာပေတော့ခဏပဲပြီးပုံမလာဘူးသူတို့ဆိုအဲ့ဒါသူပြန်မကြိုက်ပြန်နောက်သင်တော်သွားတစ်ချိန်လုံးလူငွေကြောင်းရင်ပဲဟောနေတာပဲစိတ်ညစ်လာပြီအဲ့တော့ तू ကဘာကိုစိတ်ပြတ်သွားပြီလဲအသင်းတော်အဲ့တော့ဘယ်အသင်းတော်မှ तू မကြိုက်ဘူးဒါဆိုသူ့ကိုအသင်းတော်တစ်ခုမှတေးသေးချာချာမမနေရင်သူ့ကိုဘယ်သူတွန့်တယ်မလဲခပ်ပြီလေဟုတ်လားအဲ့တော့ तू ကဘယ်အသင်းတော်မှမကြိုက်အဲ့လို့ဆိုတော့သူ့ကိုတွန့်တင်ရမယ့်အပိုင်းကအသင်းတော်တစ်ခုမှတေးသေးချာချာမတီဆောက်ရင်သူ့ကိုဘယ်သူကလာပြီးတီဆောက်ပေးမလဲဘယ်အသင်းတော်တော်သား तू ကဧည့်သည်ပဲလေဧည့်သည်ဖြစ်တဲ့အတွက်ကြောင့်သူ့အမားကိုအသင်းတော်ကပြောမလားမပြောလုံးဝမပြောကျွန်တော်ဆိုရင်ကျွန်တော်အသင်းတော်ရှိတယ်အသင်းတော်မှာတေးသေးချာချာစက္ကတေးချာပါဝင်တေးချာဝန်ခံတဲ့သူကျွန်တော်ပြောတယ်ဧည့်သည်အယံများတာဧည့်သည်တော့လုံးဝမပြောဧည့်သည်ကိုကျွန်တော်အယံမပြောဘာလို့လဲဆိုတော့ဧည့်သည်လေခဏလာတဲ့နောက်တစ်ပတ်လာကြမှာလာမယ်အော်နှစ်လမှပြန်ပေါ်လာမယ်ပြန်ပြောက်သွားမယ်ဆိုတော့ဧည့်သည်ခမကြီးမှဧည့်သည်ကိုခမကြီးသေချာပြောမလားဧည့်သည်စိတ်ညစ်သွားမှာပေါ့ဒါပေမဲ့အိမ်သားဆိုရင်တော့ပြောလားပြောတယ်အိမ်သားဆိုတပြက်စီလဲမမြင်ဘူးလားမတပြက်စီကြနေတာဟမ်မျက်စိမြင်လားဆူတောင်းပေးရမလားအိမ်သားဆိုရင်တော့ဘာလို့တော့မလဲပြောမှာပေါ့တွင်တင်မှာပေါ့ဟုတ်လားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအသင်းတော်မှာတကယ်ဝန်ခံတဲ့သူဆိုရင်ကျွန်တော်တေချာပြောတယ်အဲ့ဒါဆိုတော့အရေးကြီးတာကနဲမှာလည်းရှိတယ်ကျွန်တော်အသင်းတော်အပြည့်အဝဝန်ခံတဲ့သူတွေရှိတယ်ရန်ကုန်မှာရှိတယ်မန္တလေးမှာရှိတယ်သူတို့ဘယ်အသင်းတော်မှာသူတို့မတော်သူတို့အပြည့်အဝဝန်ခံတယ်ကျွန်တော်လည်းအမြဲတမ်းနားထောင်တယ်သူတို့အကြောင်းသူတို့ဘာလုပ်နေလဲဘယ်သွားနေလဲဘယ်လိုဖြစ်နေလဲအမြဲနားထောင်ကျွန်တော်လည်းပြီးကျွန်တော်ဖုန်းဆက်သူတို့မိတ်သူတို့ကျွန်တော်ဖုန်းဆက်ပြန်ပြောနော်ဒီလိုဝေငှတယ်လို့ကိုပြောတာဖုန်းမှာကျွန်တော်တို့ကနိုင်ဝက်ကြပြောတယ်ဟိုအာလူဖုတ်တဲ့အဖွဲ့ဆိုဖုန်းလာလည်းမကြိုင်ဘူးကျွန်တော်မကြိုင်ဘူးဆရာဖုန်းဆက်တာမကြိုင်ပါလားညာမပြောဟုတ်တယ်မကြိုင်တာလို့ပြောတယ်ကျွန်တော်ညာဘာဖြစ်လို့လဲနင်ကပြောကြတာဟောဘာအာလူပဲဖုန်းငါဘယ်ကြိုင်မလဲကျွန်တော်ဒါပေမဲ့ကျွန်တော်တကယ်ပြောတဲ့လူဆိုရင်ကျွန်တော်အိမ်ကလူတွေလည်းအံ့ဩတယ်အကြောကြီး main service မှာဟောတယ်လို့ပဲ main service ဟောတော့တယောက်တည်းကိုအဲ့လိုပြောတာကျွန်တော်တို့ဒါအရေးကြီးတယ်သူကတကယ်ဝန်ခံတဲ့သူတကယ်သူ့ကိုတိဆောက်ရမယ်ဒါကြောင့်ကျွန်တော်သူ့ကိုတေးချအချိန်ပေးရမယ်ကျွန်တော်ဒါမျိုးအဲ့တော့အရေးကြီးတာပါလဲဆိုရင်အသင်းတော်အကြောင်းနားလည်ဖို့လိုတယ်သူတို့ကအသင်းတော်နဲ့ပတ်သက်သူတွင်တင်ရမယ်ဆိုတေချာဘာလုပ်ရမလဲတင်ရမယ်ပြီးရင်သူကပြစကားနားမထောင်ဘူးဆိုရင်အဖော်2ယောက်3ယောက်ခေါ်သွားသူ့အပြစ်ကိုထောက်ပြမင်းဒါမလုပ်ရဘူးဘာလို့မင်းလုပ်ငါပြောပြီးပြီဟိုတစ်ခေါက်ကအခုပြန်လုပ်ငါပြန်ကြားတယ်ဒါမကောင်းဘူးလေဒါမလုပ်သေးဘူးပြောပြီနော်ပြန်လာတယ်ဆူတောင်းပေးတယ်အဲ့ဒါမှမရဘူးထပ်ဆိုးလာပြီဆိုရင်ကျန်းစာဘာပြောလဲသူ့အသင်းတော်ကနေကြော်ညာပြီးတော့
နားလိုက်တင်းတော်ကနေနားလိုက်နော်ဘာလဲအဲ့လိုနားလိုက်မှတန်ရှင်သောဝိညာဉ်တော်ကသူ့အထက်မှာနောင်တရအောင်ပြန်လုပ်ပေးလိုက်အဲ့ဒါဆို तू ကအသင်းတော်အကြောင်းသိဖို့လို့လားလို့တယ်အဲ့တော့အသင်းတော်ရဲ့စီကံနဲ့ဝိညာဉ်တော်ရဲ့စီကံတူလားဝိညာဉ်တော်စီကံနဲ့ကျေးဇူးတော်ရဲ့စီကံတူလားစီကံလို့ပြောရင်ဒီလိုတရားတူလားဝိညာဉ်တော်ရဲ့တရားနဲ့အသင်းတော်ရဲ့တရားနဲ့ကျေးဇူးတော်ရဲ့တရားကျမ်းစာမှာ3စလုံးပါတယ်အဲ့3ခုကမတူအသင်းတော်ကြထုတ်တာရှိတယ်ကျေးဇူးတော်ကဘာမလို့အကုန်လက်ခံတာဝိညာဉ်တော်ကြတော့ဝမ်းနေတာရှိတယ်တစိတ်ခတ်ထားတာရှိတယ်ဟုတ်လားအော်တပါစိတ်တံပူခတ်တယ်ဆိုတာလည်းရှိပြန်ရောအော်တပါစိတ်တံပူခတ်တယ်ဆိုတာကြတော့မဖော်ပြတော့တာမပြောတော့တာဝိညာဉ်တော်ရှိတယ်မဖော်ပြတော့နည်းနဲ့လှုပ်ချင်တာလှုပ်ဘုရားခင်ဖော်ပြပါပြောလဲမဖော်ပြတော့တာအဲ့ဒါဘာဖြစ်တော့လဲအော်တပါစိတ်တံပူခတ်လိုက်တယ်လို့ခေါ်တယ်အဲ့ဒါဒါဆိုရင်နားလျက်မှာဒီကာလဘယ်နှမျိုးခေါ်လဲ3မျိုးမှာတွန်တင်နည်းလဲဘယ်နှနည်းရှိလဲ3နည်းတော့တစ်ခုချင်းသိဖို့လိုတယ်နော်မဟုတ်ရင်တစ်ဖက်ဆောင်းသွားရင်အဲ့ဒါအစင်မပြေဘူးကြောင့်အသင်းတော်တော်များများကတစ်ဖက်ပါတယ်တစ်ဖက်ကျေးဇူးတော်အကြောင်းပဲပြောတော့ तू ကကြီးထွားဖို့သူ့တွန်တင်လို့မရတော့ကျမ်းစာနဲ့ဒီလိုရှိတယ်ပြုတ်ပြလို့မရဘူး तू ကအကုန်လက်ကအဲ့အဲ့သင်းတော်ထဲမှာရှိတဲ့လူတယောက်မှဝိညာဉ်ရမကြီးထွားဘူးကျေးဇူးတော်ကြီးပဲကျေးဇူးတောက်လဲကျေးဇူးတော်မတောက်လဲကျေးဇူးတော်ဒီတယောက်နဲ့ယူကျေးဇူးတော်နောက်တယောက်ပြန်ပြောင်းကျေးဇူးတော်ဒီဖယားเจ้าမှာပဲလက်ထက်တာရှေ့တယောက်တော့လည်းဒီเจ้าဒီရှေ့တယောက်နဲ့ကွဲနောက်တယောက်ယူလဲဒီเจ้าပဲဒီမှာသင်ဦးဆရာလဲဒါပဲပြောတာအိုဒီဖြစ်စေနာဒီဖြစ်စေမကွဲရပြောပြီးပြီနောက်တယောက်ခေါ်လာလဲဒီဟာပဲပြန်ရွတ်တာပဲကြည်ဒါဆိုရင်တို့ဖယားရှိခိုးကစားနေတာပေါ့ကြည်လေတကယ်ကျမ်းစာအဲ့လိုလုံးလို့မရဘူးလေကွာဘာဖြစ်လို့လဲဖယားကိုလာလိန်နေလဲအဲ့ဒါအိုဒီဖြစ်စေနာဒီဖြစ်စေရွတ်ပြီးတော့ဗမာအိုလဲမအောင်နာလဲမနာဘူးကွဲသွားရောနောက်တယောက်ပြန်ရွတ်သူတို့ပဲယူလာရဒီဆရာပဲပြန်တစ်ခါလွတ်တက်ပြန်ပြီးပြန်ဟာကပြန်တွဲသွားပြန်ရောလာတဲ့ပြိတ္တကလည်းအမလေးပျော်ပါပဲဓမ္မဥစားဖီးတာပဲအရေးတော့မှပန်းကျဲတာတစ်ဖွဲ့ရှိသေးတယ်တကယ်ဆိုကြောက်ခဲကျဲပလိုက်ရမမဟုတ်ကစနစ်တကျလောက်တော့မလားစီးနဲ့ကန်နဲ့ပီယနိုပါသေးတဲ့အရေးတဲ့ဒန်လောက်နေတာအမလေးဆိုတော့ဒါမဟုတ်ဘူးလေဆိုတော့ဒီနေ့တကယ်ကျွန်တော်တို့နားလည်ဖို့လိုတယ်ဝိညာဉ်ရေးရမှာဟုတ်လားဆိုတော့တကယ်တော့ကျွန်တော်တို့ကဝိညာဉ်ရေးရနဲ့သွားသလားဘာသာရေးနဲ့သွားသလားစဉ်းစားနော်ဒီမှာကြည့်ဘာသာရေးနဲ့ဝိညာဉ်ရေးရဘာကွာလဲဆိုလွယ်လေးမှတ်ဝိညာဉ်ရေးရဆိုတကယ်ဝိညာဉ်တော်ကသူ့ကိုဖွင့်ပြတဲ့အတိုင်းသူသွားဘာသာရေးဆိုတာလှုပ်ထုံးလှုပ်နည်းကိုပြောတာလှုပ်ထုံးလှုပ်နည်းနဲ့သွားလှုပ်ထုံးလှုပ်နည်းကဘာလဲအရှိရလူတွေတတ်မှတ်ထားတယ်လှုပ်ထုံးလှုပ်နည်းအဲ့တိုင်းသွားအဲ့ဒါဘာသာရေးပဲကဲဓမ္မမင်္ဂလာဆောင်မယ်ဆိုပါစို့ကောင်လေးနဲ့ကောင်မလေးမင်္ဂလာဆောင်မယ်ကျွန်တော်တို့ဘာလုပ်လဲကဲလားကောင်လေးနေရွတ်ကျွန်တော်ဒီသူ့ကိုအိုဒီဖြစ်စေနာဒီဖြစ်စေဘာဖြစ်စေညာဖြစ်စေပေါ့သိသိတရားသစ္စာရှိတာပေါင်းသင်ပါပြီဟုလူရှိဖျားရှိနိုင်ဝန်ခံကတိသစ္စာပြုပါ၏ကဲပြီးကောင်မလေးနေစို့ကျမဒီသူ့ကိုပြီးလဲပြီးတော့သူ့ပြန်မေးကြည့်နေတော့ဗာဂရိပေးထားလဲမိတ်ဝိုင်းသူတို့ပေးတာလားတင်းဦးဆရာရုပ်ခိုင်းတာလားသူတို့စိတ်ထဲရလားတင်းဦးဆရာစိတ်ထဲရလားတင်းဦးဆရာတော့အလွတ်မရဘူးစာရွက်ကြည့်ပြောတာပြောရင်းနဲ့စာရွက်ကကျသွားတော့ပြန်ကောက်ရသေးတယ်ပြန်ကောက်လိုက်တော့ပြန်ကြည့်လိုက်တော့အိုးဟိုဘက်ဒီဘက်လန်နာမားသွားလို့တင်းငိုင်းကုန်းအတုပတ်ချတဲ့အဘက်ရောက်သွားအဲ့ဒါဝိညာဉ်ရေးလားဘာသာရေးလားဘာသာရေးလေဝိညာဉ်ရေးလားအရန်ရှင်းတယ်နင်တို့ယူမလားယူမယ်နင်ရောယူမလားယူမယ်ဟုတ်ပြီနော်အားလုံးသဘောတူလားတူတယ်ဟုတ်ပြီနော်တူတယ်နော်မင်းတို့โอเคနင်တို့ဘာဂရိပေးမလို့ပြောအားလုံးနားတော့နော်အမမကျေနပ်ရင်ပြန်ပြောစောင့်ပြီးမှကန့်လန့်လာမလုံးနဲ့ကဲနင်ဂရိပေးသူ့ကိုဘာပေးမလဲဘာဂရိပေးရမလဲသူစဉ်းစားတော့ဟော तू ပေးလေ तू ပေါင်းမှာတင်းအောင်ဆရာမပေးနဲ့တင်းအောင်ဆရာပေါင်းမှာမဟုတ်ဘူး तू ပေါင်းမှာ तू ပေးလေ तू စိတ်တွေက तू ပြောဒါဆို तू မှတ်မိလိမ့်မယ်မသေးမချင်း तू မှတ်မိလိမ့်မှာ तू ပေးတဲ့ဂရိလေအဲ့တော့ तू မှတ်မိတော့ तू ပြောကျွန်တော်ဆင်မဆိုကျွန်တော်မတိုင်ပေးဘူးဘယ်သူမှမတိုင်ဘူးထွက်လာရောင်းတောင်းနဲ့ကဲမင်းဘာဂရိပေးမလားမပြောလေဘာပေးရမလဲငါဘယ်နေပေးငါယူမှာမဟုတ်တာနေယူမှာဆရာရဲ့ကျွန်တော်အတွေ့အကြုံမရှိလို့အတွေ့အကြုံရှိလည်းမရဘူးလေ
နေအတွေ့အကြုံလိုချင်သေးတာလားဘယ်ရမလဲမရကွာကိုပဲအရှိရောက်မဟောချွေးရပြအဒီမှာဂရိကိုစဉ်းစားတော့ကောင်မလေးကလည်းသူ့အတွက်သူပြန်စဉ်းစားတေးကြိုက်တာပဲဘေးသူကဂရိပေးလိုက်ပြီဘာဖြစ်ပေါင်းမယ်ကွာတေးကြလားတေးကြအလုံးကြားလားမိုက်ပေးတာကြားလားကြားတယ်ဟုတ်ပြီတော်တူလားမတူရင်ပြောအခုတခါလေးပြောတူတယ်တူပြောကဲကောင်မလေးနေဂရိပေးနေသူဘာဂရိပေးမလဲသူပေးဖို့ဂရိအဲ့ဒါအောက်ကလက်ခံလာကောင်လေးတွေဘက်ကလက်ခံပြီးရောငါတော့မမင်းနဲ့လက်ခံလက်မခံငါတော့ဘာမဆိုင်ဘူးဒါပေမဲ့နေတို့နှစ်ယောက်โอเคတယ်အပရိသတ်လက်ခံတယ်ကျန်းစာကြောရိုးအရာနေတို့ဟာမှန်တယ်ဆိုရင်တော့โอเคရပြီဒါဆိုတော့ငါလက်ထပ်ပေးလိုက်ဒါပဲကျန်းစာကြောရိုးအရာမင်းတို့ဂရိပေးတာချော်နေရင်တော့ငါမလုပ်ဘူးအဲ့ဒါစပီသူတို့ပေးတဲ့ဂရိဆိုမှတ်မိလားသူတို့ပေးတာလေသူတို့စိတ်ထဲဟာလေအခုကဘယ်စိတ်ထဲရှိမလဲဟောရွတ်ပေးတာလိုက်ရွတ်တာဆိုအဲ့ဒါဘာသာရေးလေတဘောပေါက်လားဆိုကျွန်တော်တို့ခရစ်ယာန်တွေကတကယ်တမ်းဆိုရင်ဝိညာဉ်ရနဲ့တကယ်သွားသလားဘာသာရေးဖြစ်နေလားဘာသာရေးပေါ့မှန်လားလည်းမသိမှားလားလည်းမသိသိရောမသိတာဘာသာမလို့အဲ့လိုပဲကြီးလာတာလေစမင်္ဂလာဆောင်ဒီလိုလောက်ရမယ်ဆိုဒီလိုလောက်တာပေါ့အတုပချရဒီလိုလောက်ရမယ်ဆိုဒီလိုလောက်တာပေါ့ဟာလားခေါင်းတော်မှာဘယ်ဘက်ကိုထားဆိုရှိသေးပြန်အောင်တင်ငိုင်းကုန်းမှာခေါင်းနဲ့ခြေထောက်မှားသွားတခါပြန်မှားသေးတယ်ဆိုတော့ဘယ်ဘက်ကိုထားရင်မှန်တာလဲအဲ့ဒါလည်းသိလားတဘောကတကယ်ရှိလားကျမ်းစာမှာဒါဘယ်ကနေလာတဲ့စနစ်လဲဒါတွေပေါ့ဟုတ်လားဆိုတော့ကျွန်တော်တို့တကယ်ပဲဒီဥစ္စာတွေကိုလေ့လာဖို့လိုတယ်သိဖို့လိုတယ်ဒါပေမဲ့အရေးကြီးတာကဝိညာဉ်ရေးရနဲ့သွားဖို့တော့အရေးကြီးတယ်ကဲကောင်းပြီကဲအခုဒီမှာခေတ်ကာလ၃မျိုးခေါ်တယ်ပြီးပြီဆိုမှဘာလာမလဲချီဆောင်ခြင်းကဲအဲ့ဒီမှာကြည့်မယ်နော်ဒီကဘာဦးကနေပြီးတော့မှဒီချီဆောင်ခြင်းကာလဒီဘက်ကာလအထိဒီမှာယုံကြည်သူတွေရဲ့အကျင့်ဒီမှာသေသွားတဲ့လူဒီမှာပြောမယ်ဒါကယုံကြည်သူဆိုပါတော့ဒါယုံကြည်သူခရစ်တော်ရှိတယ်သူလည်းသေတယ်သူကခရစ်တော်မရှိဘူးသူလည်းခရစ်တော်မရှိဘူးဆိုပါတော့ဒါခရစ်တော်ရှိတဲ့လူသေတယ်ခရစ်တော်ရှိတယ်သူကဒါဆိုချီဆောင်ခြင်းကြရင်တကြကြည့်လိုက်နော်ချီဆောင်ခြင်းကြရင်ခရစ်တော်ကိုယုံပြီးရှင်နေတဲ့သူ born again ယုံကြည်သူ born again ခရစ်တော်ရှိတော်သူရှိတယ်ဓမ္မဟောင်းကမယုံကြည်သူရှိတယ်ဓမ္မဟောင်းကယုံကြည်သူရှိတယ်ဒီကျေးဇူးတော်ကာလမှာလည်းယုံကြည်သူရှိတယ်ကျေးဇူးတော်ကာလမယုံကြည်သူလည်းရှိတယ်တည်သွားတဲ့လူတွေလေအဲ့ထဲမှာချီဆောင်ကြည်ကြရင်ဓမ္မဟောင်းကတည်ပြီးယုံတဲ့လူဓမ္မတစ်ကယုံပြီးတည်တဲ့လူသူတို့နှစ်ဖွဲကအရင်တက်မယ်သူတို့အရင်တက်မယ်နော်ပြီးမှအသက်ရှင်တဲ့ယုံကြည်သူကသူတို့နောက်ကနေလိုက်တက်ဝိညာဏကိုနဲ့တက်မယ်ဝိညာဏကိုမပုတ်မတိုးတဲ့ခန္ဓာနဲ့တက်သေပြီးမှယုံကြည်သူကဒီခန္ဓာကထမြောက်ပြီးတက်မှာဒီခန္ဓာနော်ဒီကိုခန္ဓာကထမြောက်ပြီးတော့တက်မှာအဲ့ဒါတင်ញိုင်းကုန်းမှာရှိလဲထမယ်ပင်လေထဲမှာရှိလဲထမယ်ပြာဖြစ်သွားလဲထမယ်အားလုံးပြန်စုမှာအဲ့ချိန်ကြရင်ပင်လေကပြန်အပ်မယ်လူသေးကိုတောင်ကလည်းလူသေးကိုပြန်အပ်မယ်တင်ញိုင်းကုန်းကလည်းပြန်အပ်မယ်ဆိုတော့ဒီကိုခန္ဓာနဲ့ပဲပြန်ထမယ်ဒါမဲ့ဒါကဝိညာဏခန္ဓာပြောင်းမယ်ပြောင်းပြီးတော့ထပြီးမှပါရဒိတုကဝိညာဉ်နဲ့ပေါင်းပြီးမှတက်မယ်သူတို့ရဲ့ဝိညာဉ်ကမြေကြီးမှာမရှိဘူးသူတို့ရဲ့ဝိညာဉ်ကပါရဒိတုဘုံမှာရှိဓမ္မဟောင်းတုံးကခရစ်တော်ကားတိုင်းကနေမထမြောက်ခင်ပါရဒိတုကမြေကြီးအောက်မှာအဲ့ဒါမှတ်ထားမယ်နော်မရဏရှိတယ်ပါရဒိတုရှိတယ်ဒီနှစ်ခုကြားမှာအင်မတန်နဲ့တဲ့ကြောက်ရှိတယ်အဲ့ဒါလူကာ16မှာပါတယ်လူကာ16အပိုင်းငယ်16ကနေကျွန်တော်တစ်ချက်ကြည့်မယ်25အထိဖြစ်မယ်
သူကဘယ်အချိန်မှာဘယ်နေရာပြောင်းနေဆိုတာနည်းနည်းသိဖို့လို့လူကာ16ကနေ16ကနေမဟုတ်19ကနေ28 19ကနေ28ဒီအကြောင်းပြောပြမယ်တထေးကြီးနဲ့လာဇရုအကြောင်းကိုသခင်ယေရှုဝင်ငါတယ်အဲ့တော့တထေးကတော့မရဏရောက်သွားတယ်လာဇရုဆိုတဲ့တရောင်းစားကပါရဒိတုဘုံရောက်ဟုတ်တယ်နော်လူကာ16မှာအဲ့တော့တထေးကမရဏကနေလှမ်းပြီးမှပါရဒိတုမှာရှိတဲ့လာဇရုအာဗြဟံရင်ငွေကိုလှမ်းတွေ့ရောလှမ်းတွေ့တဲ့အခါကျတော့ तू ကဒီကနေလှမ်းပြောတယ်အဘအာဗြဟံရင်ခွင်ထဲမှာရှိတဲ့တရောင်းစားလာဇရုကိုလက်ပြားမှာရေစွတ်ပြီးကျွန်တော်ရှာလေးအေးအောင်လမ်းချပေးပါအာဗြဟံကိုလှမ်းတောင်းဆိုတာတထေးကြီးဒါဆိုရင်မရဏကနေပရဒိတုမှာရှိတဲ့တထေးကိုလှမ်းစကားပြောလို့ကြားလားကြားတယ်ရှင်းနေအောင်ကြားတယ် Wi-Fi ကောင်းတယ်ဒီခေတ်စကားနဲ့ပြောရင်လုံးဝမထင်ဘူးရှင်းနေအောင်ကြားကျွန်တော်မီးရှန်ထဲမှာရောက်နေတယ်ဒီလိုပြောတာလေဒီဘက်ကအာဗြဟံကပြန်ပြောတယ်တထေးကြီးလာဇရုကိုလွတ်လို့မရဘာလို့လဲဆိုတော့သင်နဲ့ငါတို့ကြားမှာအင်မတန်နဲ့တဲ့ရောက်ရှိသင်နဲ့ကျွန်ုပ်ဆက်ကြားမှာအဲ့လိုရေးတယ်နော်အင်္ဂလိပ်ကျမ်းစာက between ဆိုတော့ဘေးချင်းရှင်ရက်ဖြစ်တယ်အလယ်မှာရောက်ရှိတယ်အဲ့လိုနားလေတော့ဘေးချင်းရှင်ရက်အလယ်မှာရောက်အင်မတန်နဲ့တဲ့ရောက်ရှိတယ်လာချင်းရင်လာလို့မရဘူးလာချင်းတော့သူလည်းမရလာလို့မရတာတင်တာမကဘူးလာချင်းတဲ့လူလည်းလာလို့မရဘူးကိုလို့မရဘူးဒါဆိုရင်မရဏရောက်တဲ့လူတယောက်ဟာပရဒိတုဘုံကိုရောက်เสียအကြောင်းလုံးဝမရှိသလိုပရဒိတုရောက်သွားတဲ့လူကလည်းမရဏကိုရောက်เสียအကြောင်းလုံးဝမရှိဘူးကိုကြီးလို့လည်းမရဘူးကိုကြီးလို့ကိုမရတော့ဘူးအဲ့ဒီအချိန်ရောက်သွားရင်အခုကိုကြီးလို့ရတာဒီအချိန်ပဲအဲ့ဒီရောက်သွားလုံးဝတယောက်ကိုကြီးလို့မရတော့အဲ့ဒါနဲ့တထေးကြီးကလှမ်းပြီးအာဗြဟံကိုပြောတယ်အာဗြဟံရေကျွန်တော်စီကိုတရောင်းစားလာဇရုကိုလွတ်လို့မရရင်လောကကိုလွတ်ပေးဒီလောကမှာကျွန်တော်ညီရှိတယ်ညီ9ယောက်ရှိသူတို့လည်းနောက်တဲ့ရင်ကျွန်တော်ရှိတဲ့နေရာရောက်လာလိမ့်ဒါကြောင့်မလို့ကျွန်တော်ကမီးရှန်ထဲမှာပူနေတယ်သူတို့ရောက်လာရင်မတတ်တာဘူးဒါကြောင့်လာဇရုကိုလောကကိုလွတ်ပြီးကျွန်တော်ညီလေးတွေကိုသွားပြောခိုင်းပါကျွန်တော်ဒီမှာရောက်နေတယ်လာဇရုကလွတ်တယ်သူဘာကြောင့်ဒီမှာရောက်တယ်ဆိုတော့ तू သွားပြောဒါဆိုရင်တော့ကျွန်တော်ညီလေးတွေ तू ပြောတဲ့အတိုင်းရောက်ရင်ညီလေးတွေမရဏမရောက်တော့ဒါနဲ့အာဗြဟံကဘာပြန်ပြောလဲဆိုတော့လာတထေးကြီးတဲ့လောကမှာပရောဖက်တွေရှိတယ်သူတို့ပြောလိုက်ဒါနဲ့ဒီဘက်ကပြန်တစ်ခါပြောတယ်အာဗြဟံလောကမှာရှိတဲ့ပရောဖက်ပြောတာထက်စာရင်သေပြီးသားသူပြန်ရှင်ပြီးလောကမှာသွားပြောရင်ပို့ယုံမယ်မဟုတ်ဘူးလားစဉ်းစားတတ်တယ်ဟုတ်လားသူစဉ်းစားတာမှန်လားကြည့်အဲ့ဒါအကုန်ပါတယ်နော်လူကာ16မှာအကုန်ပါတယ်သူကလောကမှာရှိတဲ့လူပြောတာထက်သေပြီးမှပြန်သွားတဲ့လူပြောရင်ပို့ပြီးတော့ယုံမှာပေါ့ဒါနဲ့အာဗြဟံကပြောတယ်မရဘူးတဲ့လောကမှာရှိတဲ့လူပြောရင်လက်ခံရပြီဒါပဲဒီမှာပြောနေတဲ့ပရောဖက်ဆိုတာဟိုဟာမြင်တယ်ဒါမြင်တယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးနော်ဒီမှာရှိတဲ့လူကအေဝံဂေလိကောင်းကောင်းဝေငှတဲ့သူကိုပြောတာဖြစ်တယ်ကဲဒီချင်းကောင်းကောင်းပြောတဲ့လူကိုပြောတာဖြစ်တယ်အဲ့ဒါပဲဒါဆိုရင်ဒီမှာကြည့်ယေရှုသေပြီးထမ်းမြောက်တဲ့အခါမှာဒီပရဒိကအပေါ်ပြန်ပြောင်းသွားပြီဓမ္မမရှိတော့မြေကြီးအောက်မှာမဟုတ်တော့အပေါ်ပြောင်းသွားပြီဘယ်ချိန်ကြမှာလဲယေရှုသေခြင်းကထမြောက်တဲ့နောက်မှဒါကအပေါ်ရောက်သွားတယ်ဒါကြောင့်ဓမ္မဟောင်းကိုဖတ်ရင်သေတဲ့လူတွေဟာမြေကြီးတွေကတက်လာတယ်ဆိုတာကြံပိုက်နေရှိသေတဲ့လူမြေကြီးတွေကထပ်လာမြေကြီးကအတန်ပြောတယ်
အဲ့ဒါဒါဝိဒ်တို့ခက်လည်းမြေကြီးတွေရပဲအဲ့ဒါယာကုပ်ကလည်းကြည့်နော်ယောသတ်နဲ့ပတ်သက်ပြီးတော့ပြောတယ်အိုးငါဟိုးမရနာနေမြေကြီးတွေကနေဒီလိုပြောတယ်ဆိုတော့နားလည်ရမှာကအခုမရနာကိုအဓိပ္ပာယ်တစ်မျိုးပဲကျွန်တော်ပြောတယ်မရနာရဲ့အဓိပ္ပာယ်ဟာနှစ်မျိုးဖြစ်တယ်ကျမ်းစာမှာဒါပေမဲ့ဒီတစ်မျိုးပဲနားထောင်ထားရင်လုံလောက်ပြီလောလောဆယ်မရနာအဓိပ္ပာယ်နှစ်မျိုးနော်မရနာဆိုတာမယုံကြည်သူတွေစုပြီးထားတဲ့နေရာအဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်အဓိပ္ပာယ်တစ်ခုတတ်တတ်ရှိသေးတယ်အဲ့ဒါကဲကောင်းပြီအဲ့တော့ပရတိတုကအခုကျေးဇူးတော်ကာလကြတော့ပရတိတုကဘယ်ရောက်သွားပြီလဲအပေါ်ရောက်သွားပြီပရတိတုဘုံကခန္ဓာပါလားဝိညာဉ်ပဲလားဒါဝိညာဉ်ပဲခန္ဓာဓမ္မတင်းញိုင်းမှာပဲရှိဟုတ်လားဆိုတော့ဟိုဘက်ကနေခြီဆောင်ခြင်းလာရင်ဒီဝိညာဉ်ကအပေါ်ကနေလာမယ်ဒီကခန္ဓာနဲ့ပေါင်းပြီးမှတက်သွားမှာပေါင်းပြီးမှတက်သွားမှာအဲ့ဒါသူကအရင်တက်မယ်ပြီးမှအသက်ရှင်တဲ့ယုံကြည်သူကမျက်စိတမိုက်မှလိုက်တက်သွားမယ်ဒါဆိုရင်ခရစ်တော်တရားပလင်ရှိမှာစီရင်ခြင်းခံရမယ့်သူဟာဓမ္မဟောင်းခေတ်နဲ့ကျေးဇူးတော်ကာလအဆုံးအထိကဲတင်ခြင်းရတော်သူအလုံးအဲ့ဒါမှတ်ထားမယ်နော်ဘသူတွေရဲ့အလုပ်ကိုစီရင်မလဲဓမ္မဟောင်းယုံကြည်သူကျေးဇူးတော်ကာလယုံကြည်သူအလုံးရဲ့အလုပ်ကိုဓမ္မစစ်အကောင်လုံးစစ်ဒါဆိုဘာမပါဘူးလဲဓမ္မဟောင်းမှာတည်တဲ့မယုံကြည်သူတွေခန္ဓာပါလားမပါဘူးသူတို့ဝိညာဉ်ရောပါလားသူတို့မပါဘူးဒီကျေးဇူးတော်ကာလမှာတည်သွားတဲ့မယုံကြည်သူတွေရဲ့ခန္ဓာပါလားသူတို့ဝိညာဉ်ရောပါလားသူတို့ဝိညာဉ်လည်းမပါဘူးသူတို့ကဒီစီရင်ခြင်းထဲမှာသူတို့မပါသေးဘူးသူတို့မတက်သေးဘူးစီရင်ခြင်းနံပါတ်3ကသူတို့နဲ့မဆိုင်ဘူးနောက်မှပြန်လာမယ်သူတို့စီရင်ခြင်းဒါဆိုရင်သူတို့ကဒီမှာပဲရှိသေးတယ်ကိုခန္ဓာရောဝိညာဉ်ရောဟုတ်ပြီနော်ပြီးမှအပေါ်ရောက်တော့မှစီရင်လိုက်တဲ့အခါကျတော့အလုတ်ကိုပဲစစ်လိုက်တဲ့အခါမှာတစ်သားမြက်ပင်ကောက်ယူကဘာဖြစ်သွားမလဲလောင်သွားမယ်အခုန projector လေးမှာထိုးထားပြီလားထိုးပြီမလားအခုနထိုးထားပြီနော်ဟုတ်လားโอเคတချို့โอเคမေอีต่อไม่ขินเดียวโปรเจกต์ทานน้องหงเดียวสวนဟုတ်တယ်အဲ့ဒါတွေကအဲ့ဒါတတ်အဲ့ဒါရှေးဟောင်းရှေးယုံကြည်သူတွေထမြောက်ပြီမလားဟုတ်တယ်အဲ့ဒါကဒီစီရင်ခြင်းနဲ့မဆိုင်သေးဘူးဒါကနောက်ထပ်ကျေးဇူးတော်ကာလတောက်လျှောက်ရှိသေးတယ်ဆိုတော့ဒီဥစ္စာကနောက်တစ်ပိုင်းဒီဥစ္စာကယေရုရှလင်မြို့ထဲဝင်သွားတယ်လို့ပြောတယ်လေသူတို့ paradise ကိုမတက်သေးဘူးပေါ့မတက်သေးဘူးအဲ့ဒါသူတို့ကတော့သူတို့ထတဲ့ခန္ဓာတတ်တစ်မျိုးဒါနဲ့မတူအဲ့ဒါမဿဲ29မှာပါတယ်ဟုတ်တယ်53မှာထမြောက်ပြီးမှယေရုရှလင်မြို့ထဲကိုဝင်သွားတယ်ဒါကဒီစီရင်ခြင်းနဲ့မဆိုင်ဘူးသူတို့ကဂျေရုဆလင်မှာပဲဆုံးတာပေါ့သူတို့ခန္ဓာကိုသူတို့ကဒီဘက်စီရင်ခြင်းကိုမရောက်သေးသူကဒီမှာပဲရှိသေးတယ်သူတို့ရဲ့ဝိညာဉ်ကဒီကနေလာတာပဲနော်ပါရတိကနေလာတာပဲသူတို့ကဒီခန္ဓာနဲ့ဓမ္မပဲရှိသေးတယ်ဒီကိုမတက်သေးဘူးအဲ့ဒီမဿဲ29ကတတ်တပိုင်းဖြစ်သွားပြီအဲ့ဒါဒီစီရင်9မျိုးထဲမှာမပါဘူးဒါပေမဲ့ခုနပြောတဲ့နောက်ဆုံးဒီနေရာကိုတော့သူတို့ရောက်ရမယ်သူတို့လည်းရောက်ရမယ်အခုနဟာအစီရင်မခံရသေးဘူးအဲ့ဒါသိရဒါတတ်တပိုင်းကဲကောင်းပြီဆက်သွားမယ်နော်ဒီဟာတပိုင်းကဲခုဒါကိုကြည့်မယ်အခုသူကလူတွေလောက်တဲ့အလုတ်ကိုမီးနဲ့စစ်ရင်တစ်သားမြက်ပင်ကောက်ရိုးကဘယ်လောက်ရှိလဲ93ပိုင်းရှိလူတယောက်ရဲ့နော်အသက်တာထဲမှာအကျဉ်းမြင်နားလေရမှာကမီးနဲ့စစ်ရင်လောင်သွားမဲ့ဟာ93ပိုင်းရှိကြည့်ရွှေငွေကြောက်ကောင်းက9ပိုင်းပဲရှိရာဂိုင်နှုန်းနဲ့ပြောရင်လည်း93ရာဂိုင်နှုန်းနဲ့9ရာဂိုင်နှုန်းဒါဆိုဒီနေ့ကျွန်တော်တို့လုပ်တဲ့အလုပ်အတော်များကဘာဖြစ်မလဲလောင်မှာပေါ့
လောင်မှာပေါ့အတော်များများကလောင်မှာပေါ့အဲ့ဒါ63%လောက်ဒါမဲ့ तू ကအကြမ်းမြင်ပြောတာဒါဂျူးတွေရဲ့တမိုင်းနဲ့အဲ့ဒီခေတ်တမိုင်းနဲ့သူတို့လေ့လာထားတာအသေးစိတ်အောက်ကစာတွေဖြတ်ထားလို့အသေးစိတ်ဆိုတာ तू တမိုင်းရှိဘာလို့ရွှေလို့ခေါ်လဲဘာလို့ငွေလို့ခေါ်လဲဘာလို့ကြောက်ကောင်လို့ခေါ်လဲသူတို့ကြာဆိုရင်ကိုသိမှာကဲအခုကျွန်တော်ပြောမယ်ကဘာမှာတို့ဗမာတွေကဖိလစ်ပင်းကိုဘယ်လိုခေါ်လဲမဟုတ်တို့ဘန်စကားလေးမလေးရှားမှာဘယ်လိုခေါ်လဲဖိလစ်ပင်းကိုကြဘယ်လိုခေါ်လဲဗမာရွှေရွှေသူများကိုကြတော့သူများကိုခွေးဖိလစ်ပင်းကိုဘယ်လိုခေါ်လဲဖာမင်းဗမာလို့ငါဖားစီမှာအလုပ်လုပ်ဖိလစ်ပင်းကိုဖားလို့ခေါ်တယ်တချို့ကြတော့ခွေးလို့ခေါ်တယ်ကိုရီးယားဘယ်လိုခေါ်လဲကာယီဖိလစ်ပင်းကိုဗမာကြတော့ရွှေဒါသူတို့ရဲ့စကားနော်ဒါနိုင်ငံခြားရောက်တဲ့လူတွေရဲ့စကားဂျူးတွေရဲ့တမိုင်းမှာလည်းရွှေငွေကြောက်ကောင်းဆိုတဲ့အဓိပ္ပာယ်သူတို့စကားတစ်သားမြက်ပင်ကောက်ယူဆိုသူတို့ရဲ့စကားမတူစကားတွေကအဓိပ္ပာယ်တွေမတူဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဥစ္စာလေးတွေသိရကဲအဲ့တော့ကြည့်တစ်သားမြက်ပင်ကောက်ယူက93%ကဲဘာတွေကတစ်သားမြက်ပင်ကောက်ယူဖြစ်မလဲအလွယ်တကူပဲမှတ်လွယ်အောင်မှတ်ပေါ့နော်ဟိုမှာကြည့်နံပါတ်9 pride of denomination နံပါတ်9ပေါ့ denomination လို့လားယုံကြည်သူမှာ denomination လို့လားမလို့လား denomination ကတော့လို့ပါတယ်ဥမာနာမည်မပေးဘဲနဲ့ငါဘာနာမည်မှမဆွဲဘူးဆိုသူ့ဘယ်လိုနာမည်မပေးသူ့ဘယ်လိုခေါ်လဲခပ်ပြီလေနာမည်တော့လိုတာပေါ့ဟုတ်လားနာမည်မရှိဘယ်လိုနာမည်ပဲအခုနေ့တယောက်တည်းပဲကိုယ့်ကိုယ်ပဲမှတ်ပါဒါပေမဲ့ကိုယ့်အမတ်သားမှတ်မိအောင်ပြန်ပေးလားအမတ်သားမပေးဘူးလားအခုကျွန်တော်ကျန်းစာမှတ်တယ်အမတ်သားပေးလားအနီရဲ့အပြာရဲ့ပြန်ခွဲတယ်လေဘာလို့ခွဲလဲမကိုယ့်ကိုပြန်ရှာရင်လွယ်အောင်လေဟုတ်လားမှတ်တော့မှတ်အဲ့တော့ pride of denomination ကဒီနေ့လူတွေဟာ denomination ရှိတာမှမဟုတ်တယ်အဲ့ဒီပုံမှာမာနသိတ်ကြီးငါတို့ denomination ကဗမာပြည်မှာဘယ်နှစ်ရှိတက်တန်းဘယ်လောက်ကြာမာနကြီးလိုက်တာငါတို့ကလေအသင်းသားဘယ်လောက်ရှိငါတို့ကကျန်းစာကြောင်ဘယ်လောက်ရှိငါတို့စီမှာကျန်းစာကြောင်ဆင်းသွားတဲ့ဒေါက်တာဘယ်နှယောက်ရှိစေဘလို့ဘယ်လောက်ပဲမဟုတ် denomination ရှိတာမှားလားမမှားဘူးဒါပေမဲ့အဲ့ဒီပေါ်မှာမာနကြီးတာတော့အဲ့ဒါမှားသွားပြီ pride of denomination အဲ့ဒါကတစ်သားမြက်ပင်ကောက်ရိုးထဲမှာပါတယ်တစ်သားမြက်ပင် denomination ကမမှားဘူးနော်ဒါပေမဲ့ denomination အပေါ်မှာဘာဝင်လာလဲ pride ဝင်လာမာနဝင်လာငါတို့ဘုရားကျောင်းတရားဟောလိုက်ဘလို့ဟုတ်လေတို့ခွန်ရတယ်တို့ဘုရားကျောင်းခွန်ရတယ်ဒါပေမဲ့အဲ့ပေါ်မှာမာနတော့မကြည့်နဲ့လေမာနမကြည့်နဲ့နင်တို့စီမှာဆူတောင်းတာခေါင်းကိုက်တော့မပြောက်ငါတို့ဘုရားကျောင်းလာတောင်းကြည့်ဝင်တာနဲ့ပျောက်သွားတာခေါင်းကိုက်ဆူတောင်းမပြောက်မုံမန်နဲ့နင့်ဘုရားကျောင်းဆူတောင်းခေါင်းကိုက်ပျောက်မန်နဲ့ဒါပေမဲ့အဲ့ပေါ်မှာဘာမပြောက်လဲမာနမကြည့်နဲ့ငါတော့ငါတို့ဘုရားကျောင်းမှာတော့အလူငွေစတဲ့တာ2 လမကြောက်ငါအချင်းတွေဒီလိုပြောင်းသွားတယ်နေတော့စီမှာငါ2 နှစ်ထိပြီးတဲ့တာဘာမှမဖြစ်တော့မနေပြောတာငါအပြစ်မပြောဒါပေမဲ့အဲ့ဒီပုံမှာဘာမပြစ်နဲ့လဲမာနမကြည့်နဲ့အဲ့တော့မာနပါလာရင်အဲ့ဒါဘာလဲသစ္စာမြက်ပင်ကောက်ရိုးအဲ့ဒါဖြစ်တော့ကြည့်နော်နံပါတ်10 pride of talents ဂီတာတီးတတ်တာပါလေ talent ကီးဘုတ်တီးတတ်တာတချို့က talent မဟုတ် तू ကဘလို့တီးတီးကိုကောင်းတယ်သူများလဲတင်တယ် तू လဲတင်တယ်မဟုတ် तू က
Miamamia. To be Yamia, jump on. Through out to Johnson, I bet to do thin, I bet me, who knew a young chose on them, 2 chose a minute, call it. I just do a back on the minute. Don't tell them work out. Era. So that we are telling the truth, the chinsu, Zagabio, the chinsu to Ruben. A young door, a young owner. That we are telling. So, Mamma, come here, telling Gowney, can't the chinsu that day, can't the yaho that day, can't the nampy that day. Can't that just up the line to me, I am to shield shit again. Shield shina. To me, up the chatting machine, shilly showing near Tilowebra, shimmy again. Near Yanshibia did. Near Obama Pilla, Yandora near. So, no, Adavale, talent. Tell me, any talent for my Bama Mana Gina. Mamana Mataya. Go, Piagin paid had a swan sadi chow. Hala. Piagin Jesu, you look well. Aumianida. Sagabi Piomla, we be wing am la, then number Pamela. Yojinaga, the chamber sumla, Tibe Tiamla. All one. Piagin paid a talent. The children really, a Jew, a young Jew daddy. Kundua Piaja ma Diamana, Ejune, Quaya Wara. They get out to Pialora Yavi, the Kayadi. Diana Yamulura. Ejune, the Toro Quaya, the Chu Judera Ejua. The Chua Eju Dawi Bedara, two Chuma to me about one Piagina. Chuma Judera. Judabu. Ludiola, Nigonla. Oh, the Mima Baula. Mabua Bui. There's the Misa Medalenia. Chulem Judah who call and Nale. To me, I'll talk you know, in our sugar Tenevia. A Piotina the Chori got telling me. No, Dora. Dore no, Echura, Dore. Title no Sora. They also title, Verolum, dear. Meow, meow, Mateo Gida, Theoli. Mike, Papiola, Limdi. To see the Nari Ludia Tola, hard to go wine be a Lutera. Ha, the one of my beard and something of Gosiam Luro. Arabale, Chanza Maji, I don't know so, who Payaki can't have it. Tamayas in 2 years of my buy no? I don't know so, but lay with that a choke can't have it. Lurayo Makaya, I don't know so that the Suji that she did. The Alu I don't know so lie, no. Canali. Oh, Matai don't let you tatai doing lay. Matai don't in a madma, dollar, they are togada. To die don't ama, oh, they are beyond there. Naja better. Matai don't have woolly. So, Nale, Matai don't know so house to Jesus Shila. She there, so now, she there, Tira, she there no. So, come to an to other talent. Talent no. So did it go? We are getting a talent for my go out in a war. Todo Eddie for my manado. Manam Gine. Mana Chile Alminaro Almine. Maumi Mabiono. Yiba Almina. Almine. A poor yaudo near Almimu do ya. Do it a Kajaroha. Adi Almimu a poor man near. Mana Gidaro Minesido. Titam Yami. Kau Yujino. Hola. Hey. Alors, dîner, allons poser les tombanchi. Quand c'est n'est plus cette couche, de tamia bien caujua. So, elle a a des et chapai de cauchi. Il déjama da suida, chapai de alonchi. Alors, not who are nabate, Fox doctrine. Ma yuindo owada. Ma yuindo owada, so a pienga lara o piora la chanza rega lara piora. Chanza rega lara. Mind the orders, a piano no. Janama Palula, Paralima. The man, I couldn't say. Over my subazo, to a yellow me. To the Gangula. Say out. Janapa Latin to body. Suda. Pinsiara tabi Michu like Jonopianome. Palole Chanza, a pishi into the Gangula, me let the Ame Suda me. Di Luya Picuza di Tulia Tiva me. Janama Pala. But who take my Lucia Lula. Jangan mabaula, pada mak ada lu si alula. Juri ari bagu pian tuan ni beli yang lila jadi. Nampai mah jua ada beli udah mah. Ngaruh do di lu kredit ngaruh piku saya tuh abi. Dari tu miau le,
သူတို့နားလဲတာခရစ်တော်လာမယ်အခုမလာသေးဘူးဘုတစ်ခေါက်ကလာသွားတဲ့တယောက်ကအဲ့ဒါခရစ်တော်မဟုတ်ဘူးအဲ့ဒါလူယေရှုခရစ်တော်လာအောင်မလာသေးတာသူတို့ကအခုမလာသေးသူအဲ့လိုယုံတာလေဒါကြောင့်လို့သူတို့အဲ့တိုးတွေကိုပူဇော်တဲ့စနစ်ကိုပြန်လုပ်ပါလေအကြီးကျယ်လုံးကိုပြင်ဆင်ထားပြီနော်ဣသရေလမှာဟုတ်လားဆိုတော့ဒီကဘာပြတ်မဲ့အချိန်ကပြစ်မှုတွေမှာအဲ့ဒါလည်းပါတယ်သူတို့ကတော့ထင်းတဲ့မီးရှို့မှာရှို့ပြီးဒီတိုးပူဇော်မှာပြီးယေဘရဟိတွေလည်းသူ့အမျိုးနဲ့သူအကုန်ခန့်ပြီးပြီအားလုံးလုပ်ပြီးပြီတစ်ပင်တွေလည်းရက်တိုတွေမှာအကြီးကြီးပြအောင်သူတို့စိုက်ပြီးတွေရွေးထားပြီးပြီတိုးတွေလည်းရက်တိုတွေမှာအများကြီးပေါအောင်သူတို့လုပ်ထားပြီးပြီအေးတကဘာလုံးကဗာလေတိရစ္ဆာန်ညှင်းဆဲတဲ့အမှုနဲ့ဆိုသူတို့ကိုတရားစွဲမှာစွဲပြီးတော့ချတော့မှာအေးအဲ့ကြမှာဒီဒါခေတ်ကာလအဆုံးမှာဖြစ်မဲ့ဟာကိုပြောချင်တာနောက်ဆုံးမှာဖြစ်မဲ့ဟာပေါ့နော်ဆိုတော့ဒီနေ့ဗာနားလဲစေခြင်းလဲဆိုကျမ်းစာနဲ့တော့ကြိုက်တယ်တော့တော့အခုအချိန်နေနဲ့မကြိုက်ဘူးတော့ကောလားဒါကြောင့်ဒါတွေကို false doctrine လို့ခေါ်တယ်မှားယွင်းတဲ့ဩဝါဒဆိုအဲ့ဒါပဲဆိုတော့ဒီကျမ်းစာတွေကပဲလာတာအဲ့တော့ကျွန်တော်တို့ကဘယ်အချိန်မှာဘာဘယ်ကျမ်းပိုက်ကဘယ်အချိန်နဲ့ဆိုင်နေဘယ်အချိန်နဲ့မဆိုင်ဘူးဆိုတာကိုကျွန်တော်ဘာလုပ်ရမလဲသိရမှာပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်နောက်အခွင့်အချိန်ရှိတောင်းပန်မရဘာမတောင်းပန်မရဘာကျမ်းစာမှာနှစ်ခုစလုံးရှိဒါကြောင့်တောင်းပန်စရာမလိုဘူးဆိုတဲ့အဖွဲကအကုန်မှားသွားတာမဟုတ်ဘူးနော်သူတို့မှန်တဲ့အပိုင်းရှိတယ်မှားတဲ့အပိုင်းရှိကျွန်တော်တို့ကတောင်းကိုတောင်းပန်ရမယ်မှန်တယ်အဲ့ဒါမှန်တဲ့အပိုင်းရှိတယ်မှားတဲ့အပိုင်းလည်းရှိအဲ့ဒါ line ပေါ်မှာကျွန်တော်ရေးတင်ဖို့တယ်ဖော်ပြအပြစ်ဖော်ပြသူနှစ်ဦးဆိုတဲ့ကောင်းစဉ်နဲ့နော်ဆိုတော့ကျွန်တော်တို့ကဒီကျမ်းစကားဟာဘယ်အချိန်ကိုပြောတာလဲဆိုတော့ကျွန်တော်ခွဲခြားတတ်ဖို့လိုတယ်ကဲကောင်းပြီကြည့်မောရှေကဖယားမောရှေကိုပြောတယ်ကြေးဝမွေယုံလောက်ပါပြောတယ်မလားကြေးဝမွေယုံလောက်လူတွေကဖယားကိုစော်ကားတော့မိမွေကြိုက်တယ်လေတော်လေကကျမ်းမှာကြေးဝမွေယုံလောက်ထောင်တာအဲ့ဒါကိုကြည့်ရင်အသက်ချမ်းသာရဘယ်သူခိုင်းလဲဖယားခိုင်းတယ်ဘာမွေယုံလဲကြေးဝမွေယုံကြေးဆိုတဲ့အဓိပ္ပာယ်ကဂျူးတွေရဲ့စကားမှာကြေးဆိုတာစီရင်တဲ့နေရာမှာသုံးတာစီရင်တာအဲ့တော့ကြေးဝမွေရုပ်ဆိုတာကအဲ့ဒီမွေကိုကြေးနဲ့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီမွေကိုစီရင်လိုက်ပြီလို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့တဲတော်မှာအပြင်ကရစ်ပလင်ကိုဘာနဲ့လုပ်ရလဲကြေးဝရစ်ပလင်စီရင်တဲ့နေရာမှာသုံးတာဒီလူရဲ့အပြစ်ကိုစားတိုးကိုပေါ်မှာတင်ပြီးတိုးကိုကြေးဝရစ်ပလင်မှာတင်ပြီးမှတက်ပြီးမိရှိရတယ်အဲ့ဒါကကြေးဝရစ်ပလင်အထဲရောက်သွားတော့ကြေးဝရစ်ပလင်မဟုတ်တော့ရွှေရစ်ပလင်ရောက်သွားပြီတဲ့လားဒီဟာကြေးအထဲဟာရွှေမတူဘူးဒါတော့တုံးတဲ့ပစ္စည်းတွေအစားအဓိပ္ပာယ်တစ်မျိုးစီရှိကဲအဲ့တော့ကြည့်ကြေးဝမွေရုပ်လုံးအဲ့ဒါကိုကြေးအသက်ချမ်းသာရဒါဆိုအဲ့ဒါဖျားခိုင်းတာမလားအဲ့တော့လှုပ်လားမှန်လားမှန်တယ်အဲ့ဒီစနစ်ကိုဓမ္မရာဆိုရင်ကြိုခေါ်လာတာအဲ့ဒါကြေးဝမွေရုပ်ကိစ္စပြီးသွားပြီလေခရီးထွက်ပြီဆိုဒါမလိုတော့ဘူးလေဒါပေမဲ့ဘယ်အချိန်ထိလှုပ်လာလဲချင်းတော့နှစ်ပေါင်းများစွာလှုပ်ဟေစကိချိန်ထိလှုပ်ဟေစကိချိန်ထိကြေးဝမွေရုပ်လှုပ်တော့မဲ့ကြေးဝမွေရုပ်ကြီးရှိမှထားပြီးဘုရားရှိခိုးကြဒါနဲ့ဟေစကိခေရောက်လာတဲ့အခါကျတော့အဲ့ကြေးဝမွေရုပ်ကိုလူပြီးတော့ယူပြီးတော့မှအပိုင်းပိုင်းခုတ်ပလိုက်တယ်ဘုရားခင်လူကအပိုင်းပိုင်းခုတ်လာဘာဖြစ်လို့လဲဖယားကိုမကိုးကွယ်ပဲနဲ့ဒီကြေးဝမွေရုပ်ကိုရှေ့မှာထားပြီးဘုရားရှိခိုးကြအရင်တော့အဲ့ကြေးဝမွေရုပ်ကိုကြည့်တာမှန်လားအခုလိုလားဟေစကိချိန်ပြီးလှုပ်တော့အဲ့ခက်မှာတခါတည်းခုတ်ပလိုက်တာကြေးဝမွေရုပ်ဒါဆိုရင်အဲ့ကြေးဝမွေရုပ်ဇလံပြီးသွားပြီလေအဆက်ယူလာတယ်ဆိုတော့အဲ့ဒါမှန်တဲ့ဩဝါဒလားမှားတဲ့ဩဝါဒလားမှားတဲ့ဩဝါဒအဲ့ဒီမှားတဲ့ဩဝါဒကမောရှိခေတုံးကမှားလားမှန်လားမှန်လားတစ်ချိန်လုံးကမှန်တယ်ဒါပေမဲ့ဘယ်နှခုနှစ်နောက်ပိုင်းမှာမသုံးရတော့ဆက်သုံးရင်အဲ့ဒါကိုဘာခေါ်လဲအမားလို့ခေါ်တယ်တိုးတက်ပြီးရစ်ပူဆိုတာကျမ်းစာမှာပါလားမှန်လားမှန်တယ်ဒါပေမဲ့ယေရှုပေါ်ပြီးတဲ့နောက်ပိုင်းမှာဆက်ယူလာရင်အဲ့ဒါမှားသွားရောဘာလို့လဲဆိုတော့အဲ့ဒီယေရှုကတိုးတွေရဲ့နေရာမှာအစားဝင်သွားပြီဟုတ်လားဒါကြောင့်မလို့ယူမလာရအောင်ဆိုအမှားဆိုတာဘယ်ကနေပဲထွက်လာလဲကျမ်းစာကပဲထွက်လာတယ်ဘာလို့အမှားလို့ပြောလဲဆိုမှန်ကန်စွာအဓိပ္ပာယ်မဖွင့်တတ်လို့ပေါ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်နားလဲစေချင်တဲ့အရာကအခုလဲကျွန်တော်တို့ဘုရားရှိခိုးတယ်အေယုံကလေးလှုပ်တယ်ထားပါတော့ဟလားအမှုတော်မြတ်ထဲမှာပါဝင်တယ်သို့တော့အမှားဖြစ်နိုင်လားဖြစ်နိုင်တယ်ကျမ်းစာထဲမှာပါလားပါတာမလှုပ်တဲ့ဟာကိုကျွန်တော်တို့လှုပ်ရင်အဲ့ဒါအမှားပဲကျမ်းစာမှာတော့ပါတယ်သို့တော့ပါပေမဲ့အဲ့ဒါပြီးသွားတဲ့ဇက်လန်းကိုပြန်ဆက်လုပ်ရင်အဲ့ဒါကိုဘာခေါ်လဲအမှား
ပြီးတော့ကျမ်းစာထဲမှာပါတာကအခုအတွက်မဟုတ်နောက်ဘယ်နှစ်အဲ့ကြမှာလောက်ရမှာအခုကလေးကလောက်ရင်အဲ့ဒါလည်းပါလေအဲ့ဒါလည်းအမှားပဲအခုလောက်ရမှာမဟုတ်နောက်ဘယ်နှစ်ကြမှာလောက်ရမှာဟုတ်လားဥပမာဆိုနော်ယေသမောကဲတင်နဲ့ကဲတင်ချင်းကိုပို့ဆိုလို့တယ်ဒါပေမဲ့အခုချိန်ထိနော်ယေသမောလောက်မယ်ဆိုရင်တော့မှန်လားအဲ့ဒါမှားသွားပေါ့ဟုတ်လားဒါကြောင့်မလို့သူကမှားယွင်းသောဩဝါဒ9မျိုးရှိကျမ်းစာမှာ9ချက်ရှိမှားယွင်းသောဩဝါဒအခြားသောဧဝံဂေလိ18မျိုးရှိဂလာတိတက်အခြားသောဧဝံဂေလိကိုဟောရင်ကောင်းကင်တမန်ဟောရင်လည်းကောင်းကင်တမန်ကျင့်ခြင်းခံရမယ်လို့ဂလာတိတက်မှာပြောတယ်ဒိတ်ထဲမှာရေးထားတယ်အခြားသောဧဝံဂေလိ18မျိုးရှိအဓိပ္ပာယ်ကဥမာကျေးဇူးတော်အဖြစ်ယေရှုကလို့လွတ်ပြီဒါပေမဲ့နည်းနည်းပါးပါးကျင့်ရမယ်အဲ့လိုပေါင်းလိုက်ရင်ဘာဖြစ်သွားပြီလဲအခြားသောဧဝံဂေလိဖြစ်လာယေရှုတော့လက်ခံတယ်ကယ်တင်ရှင်ဟုတ်တယ်ဒါပေမဲ့ငါတို့အလှူလဲထည့်ရမှာပေါ့ဒါမှကယ်တင်ခြင်းရမှာပေါ့ပေါက်လိုက်ရင်အဲ့ဒါဘာလဲမှားသွားရောအလှူမထည့်ရဘူးလို့ပြောတာမဟုတ်အချစ်မကောင်းရဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကယ်တင်ခြင်းဆိုရင်ကယ်တင်ခြင်းပဲတခြားဘာမှလာမရောအောင်ငရဲကလွတ်တဲ့ကယ်တင်ခြင်းကလုံးဝခရစ်တော်အဖြစ်ပဲအခြားမရောအောင်ရောလိုက်ရင်အဲ့ဒါကိုဘာခေါ်လဲအခြားသောဧဝံဂေလိဖြစ်တယ်အဲ့ဒါမျိုးဂလာတိခေတ်ကလေးက18ချက်ရှိ18မျိုးအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကမှားယွင်းသောအရာတွေအများကြီးရှိတယ်အများကြီးရှိတယ်ဒါလေးတွေကျွန်တော်တို့ပိုင်းခြားနိုင်ရဟုတ်လားဆိုတော့အဲ့ဒါဒီအားလောကခုနပြောပြီးနမူနာပေါ့နော်ကိုယ့်ကိုဖြည်းဖြည်းပြန်ဖတ်ပေါ့ပြောချင်တာကကိုယ့်ရဲ့ denomination ပေါ်မှာမာနထောင်နေအဲ့ဒါကတော့လုံးဝမှားတော့မာနထောင်တော့ကိုယ့်ဘုရားခင်ပေးထားတဲ့ talent အဲ့ပေါ်မှာကိုကမာနထောင်နေမှားယွင်းတဲ့ဩဝါဒအပေါ်မှာဟုတ်လားမခွဲခြားတက်ပဲအဲ့တိုင်းဆက်သွားတယ်ဒါတွေဆိုဘာဖြစ်သွားပြီလဲမှားသွားရောဟုတ်လားဒါတွေကျွန်တော်တို့သိဖို့လိုလားမလိုလားလိုတယ်အဲ့ဒါဆိုတော့ဒါက93%ကဲ9%သွားမယ်ရွှေငွေကြောက်ကောင်းနဲ့ပတ်သက်ရင်အဓိက2ချက်ပဲရှိlove of God ဖယားကိုချစ်လူကိုချစ်ဖယားကိုချစ်တဲ့အပိုင်းက4%ဖြစ်တယ်လူကိုချစ်တဲ့အပိုင်းက3%သုံးပိုင်းဖြစ်တယ်ဆိုတော့အဲ့နှစ်ခုနဲ့သွားရင်တော့အဲ့ဒါဘာဖြစ်လာမလဲရွှေငွေကြောက်ကောင်းဖြစ်လာအဲ့တော့ကဲရွှေငွေကြောက်ကောင်းကိုသူတို့ဂရိတွေရဲ့စကားအရာရွှေကိုဘယ်မှာသုံးလဲငွေကိုဘယ်မှာသုံးလဲကြောက်ကောင်းဆိုတာဘယ်အဓိပ္ပာယ်ကိုသုံးလဲသူတို့အသုံးနှုန်းရဲ့သူတို့အဓိပ္ပာယ်ကိုကျွန်တော်နားလည်ရမယ်လေဟလားအဲ့တော့ရွှေဆိုတဲ့အဓိပ္ပာယ်ဟာဂျူးလူမျိုးတွေကဘယ်မှာသုံးလဲဆိုတော့ဖျားစင်စစ်လို့တတ်မှတ်ရင်ရွှေပေးတယ်ရွှေဥပမာကုပညာရှိဘယ်နှယောက်လဲယေရှုလူစားတိခံတဲ့မကမာကုပညာရှိဘယ်နှယောက်လာလဲဘယ်နှယောက်လဲ3ယောက်ဟုတ်လားမဟုတ်လားလက်ဆောင်ပစ္စည်း3မျိုးကျမ်းစာကမာကုပညာရှိပဲ3ပါးမပြောဒါပေမဲ့ကျွန်တော်တို့ခရစ်ယာန်တွေကငင်းငယ်လေးရဆွဲတော့တာ3ပါးပြဆက်လုပ်တယ်3ယောက်ပဲလုပ်တယ်လုံးဝပို့လို့မရဘူးဟိုကလေးကရမ်းမော်နေပြီပါကျွန်တော်မပါရဘူး3ပါးပဲတကယ်တော့လုံးဝကျမ်းစာမှာ3ပါးဆိုတာမရေးထားဘူးတိုးတော့လက်ဆောင်က3မျိုးအဲ့ကျမ်းစာမှာမပါရင်လည်းလောက်တာကြာလာတော့အဲ့ဒါပါတယ်လို့ဖြစ်သွားတာတကယ်တော့မပါတော့မာကုပညာရှိတွေဘာလာပေးလဲရွှေရောဘတ်မူရာ3မျိုးပေးတယ်အဲ့3မျိုးစလုံးအဓိပ္ပာယ်တစ်ခုစီမရောရရွှေပေးတဲ့အဓိပ္ပာယ်ကဘာလဲအခုမာရိကနေမွေးတဲ့လူအဖြစ်မွေးလာတဲ့ဒီခရစ်တော်ဟာဖယားစင်စစ်ဖြစ်ဖယားဖြစ်ဖယားထဲမှာဘယင်မျိုးဖြစ်တယ်ဘယင်နေပဲအဲ့ဒါသုံးတယ်ဆိုယူဒဘယင်ယေရှုကယူဒဘယင်ဖယားအဲ့ဒါကိုမာကုပညာရှိတွေကသူတို့ယုံတယ်သူတို့သဘောပေါက်တယ်ဒါကြောင့်သူတို့ပေးတဲ့လက်ဆောင်တွေမှာဗာထည့်ပေးလဲရွှေထည့်ပေးတာလက်ဆောင်ကိုကြည့်ရင်ဒီပုဂ္ဂိုလ်ဟာဘလို့လူလဲဆိုတာလက်ဆောင်နဲ့ခွဲရတာမှားမပေးရဘူးလက်ဆောင်
မားရဘူးသူကမင်္ဂလာဆောင်ရင်ပေးတဲ့လက်ဆောင်တစ်မျိုးအတုဘတ်မှာအရာဝမ်းနေနေလို့နှစ်သိမ့်တဲ့အနေနဲ့ပေးတဲ့လက်ဆောင်ကတစ်မျိုးခလေးမွေးဂျူးတွေဟာမွေးနေ့နှစ်ကြိမ်လုပ်တယ်ဂျူးလူမျိုးကမွေးနေ့နှစ်ကြိမ်လုပ်တယ်ပထမကလေးမွေးရင်ကလေးမွေးနေ့လုပ်တယ်ကလေးမွေးနေ့ဆိုရင်ကလေးနဲ့ပတ်သက်လက်ဆောင်လာပြီးတယ်နောက်နှစ်ဘလောက်ကြာရင်အဖေလုပ်တဲ့လူကကြည်တယ်ဒီကလေးကြည်တယ်အသက်တာကြည်တယ်စိတ်ထားကြည်တယ်ကြည်တော့ဒီကလေးကတကယ်ပဲကြီးလာပြီးသူ့အသက်တာရင့်ကျက်သွားပြီငါအဖေအကျွေးငါဆက်ရမယ်ငါအဖေရစရာရှိတာငါတောင်းရမယ်အဖေကိုစားနေရယူလာပြီသူ့ရဲ့စိတ်ထားကငါတို့မောင်နှမအားလုံးကိုငါကြည့်ရှုရမယ်အားလုံးတာဝန်ငါယူရမယ်သူစိတ်ထားကအဖေမှာရှိတဲ့စိတ်ထားသူ့ကိုကူးဆက်သွားပြီရှင်းတော့ဒါဆိုရင် तू ကအဖေတယောက်ရဲ့တာဝန်ကိုယူလာပြီးယူရမယ်အဲ့ဒီစိတ်သက်ရှိသွားမှသူ့ကိုဘာခေါ်လဲဆိုတားလို့ခေါ်တယ်ကလေးမခေါ်တော့ဘာခေါ်လဲတားလို့ခေါ်ပြီးရင်အားလုံးဖိတ်လိုက်တယ်တားမွေးနေ့ရှိတယ်တားမွေးနေ့လုံးတားမွေးနေ့ဆိုဖိတ်ခရေကမတူဘူးနော်ကလေးမွေးနေ့ဖိတ်တာနဲ့တားမွေးနေ့ဖိတ်တာမတူဘူးတားမွေးနေ့ဖိတ်ရင်လာတဲ့လူတွေကကလေးမွေးနေ့နဲ့မတူဘူးဂုံယူစွာနဲ့လက်ဆောင်နေဂုံပြုတ်တဲ့လက်ဆောင်လာတာဟောအတီးအမောက်နဲ့လာတာဂုံယူတယ်ကွာဒီအိမ်မှာသားရှိပြီတီးတာဆိုတာမှုတ်တာကတာပါလာပြီကလေးမွေးနေ့မှာအဲ့ဒါမပါဘူးအဲ့ဒါဂုံယူစွာနဲ့လာတယ်အဲ့နေရအဲ့နေရောက်မှအဖေကဒီသားကိုမတ်တရက်ခါဒါငါသားဆိုပြလိုက်လူတွေအားလုံးကသူ့ကိုဂုံပြုတ်ရတယ်လက်ဆောင်ကလည်းဂုံပြုတ်တဲ့လက်ဆောင်ပေးရတယ်တန်ဖိုးရှိတဲ့လက်ဆောင်ပေးရအဲ့နေ့ကနေစပြီးလာတဲ့လူတွေအားလုံးကဒီအဖိုးကြီးနဲ့ပတ်သက်ပြီးပေးစရာရှိရင်ဒီသားကိုပေးရင်ရပြီဒီအိမ်နဲ့ပတ်သက်တဲ့တာဝန်ပိုင်ဆိုင်မှုအားလုံးသူနဲ့ပဲဆိုင်ဘယ်မွေးနေ့လောက်ပြီးမှဆိုင်လဲသားမွေးနေ့ဒါဆိုသားမွေးနေ့မှာဝတ်တဲ့အင်ဂျီနဲ့ကလေးမွေးနေ့ဝတ်တဲ့အင်ဂျီမတူဂျူးတွေကဝတ်လုံးမတူဘူးသားမွေးနေ့ဝတ်တဲ့အဝတ်နဲ့ကလေးမွေးနေ့အဝတ်မတူအဲ့ဒါအဲ့အဝတ်ကသူ့ကိုဘာလဲဆိုတာကိုဖော်ပြတယ်ဒါကြောင့်ကျွန်တော်ကျမ်းစာမှာအင်ဂျီဝတ်တဲ့ဟာတွေကအားလုံးအတိတ်ပဲရှိတထေးဘလောက်ဖြစ်ဖြစ်ဂဗလာမဝတ်ရင်သူ့ကိုတထေးမခေါ်ဘူးဂဗလာနဲ့ပိတ်ချောဝတ်ထားမှသူ့ကိုတထေးဖြစ်ဂုံပြူတာသိမိုက်ပြူအဲ့ဒါအဲ့တော့ကြည့်ကလေးနော်တာတူလားတူမွေးနေ့လည်းမတူအဲ့ဒါခွဲခြားတဲ့အဲ့တော့ဂျူးတွေကဒီဘက်ကိုပြန်လာရွှေပေးတယ်ဆိုဘာအဖြစ်အတိမတ်ပြုလဲဘယင်ဖယားအဖြစ်အတိမတ်ပြုမှရွှေပေးတာအဲ့တော့ယေရှုရွှေလာပေးတာအဲ့အတိတ်ပဲအဲ့တော့ကြည့်တရက်သေးလို့ကျွန်တော်ကိုအလုတ်ကိုစစ်လို့ရွှေပေါ်လာတယ်ဆိုတာဘယ်ဟာရွှေဖြစ်မလဲသိလားကျွန်တော်အထဲကနေဖယားကကျွန်တော်အထဲကအလုံးလုံးရင်အဲ့ဒါရွှေလို့ခေါ်တယ်ကျွန်တော်ဟာကျွန်တော်လုံးရင်ရွှေမခေါ်ဘူးခုကျွန်တော်တရားလာဟောတယ်သမင်းစားမယ်ပြပြမယ်ဟုတ်လားကျွန်တော်ဟောသလားအထဲကဖယားဟောသလားကျွန်တော်ဟောနေတာလားခရစ်တော်ကကျွန်တော်ပါဇက်နဲ့ပြောနေတာလားကျွန်တော်ပြောရင်ဟိုကြရင်တစ်သားမြက်ပင်ကောက်ရုံအထေကခရစ်တော်ကကျွန်တော်ပါဇက်နဲ့ပြောရင်အဲ့ဒါရွှေလူတွေကကြည့်လူကိုမြင်လားခရစ်တော်ကိုမြင်လားခရစ်တော်ပေါ်လာရင်ခုကလေးခရစ်တော်ကိုမြင်ရင်အဲ့ဒါရွှေပဲအဲ့ဒါကြောင့်ပေါလုပြောတယ်ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ပြောလားခရစ်တော်ဒီငါ၌ရှင်တော်မူ၏ဆိုတော့ပေါလုလုံနေလားခရစ်တော်လုံနေလားငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ဖိလိပ္ပိ 1:21ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ဆိုပေါလုရှင်လားခရစ်တော်ရှင်လားပေါလုလုံလားခရစ်တော်လုံလားခရစ်တော်ကတတ်လုံလားပေါလုထေရလုံလားအဲ့တော့ပေါလုသွားနေတာကပေါလုသွားတာလားခရစ်တော်သွားတာလားဘယ်သူသွားတာလဲ
ခရစ်တော်ဘယ်သူခြေထောက်နဲ့သွားလဲပေါလုခြေထောက်နဲ့ကျမ်းစာမှာပြောတယ်တင်တို့ရဲ့ကိုယ်ခန္ဓာဟာငါရဲ့အင်္ဂါလို့ပြောတယ်မလားဒါဆိုခရစ်တော်ရဲ့အင်္ဂါကျွန်တော်တို့မဟုတ်လားဟုတ်လားတင်တို့ကိုယ်ခန္ဓာဟာခရစ်တော်ရဲ့ဗာလဲအင်္ဂါတေကောစနစ်မှာဒါဆိုဒါခရစ်တော်ရဲ့အင်္ဂါမလားဒါလည်းခရစ်တော်အင်္ဂါလေဒါဆိုဒီပါဇက်ကခရစ်တော်အင်္ဂါမဟုတ်လားဒီလက်ကလည်းခရစ်တော်အင်္ဂါမဟုတ်လားဒါဆိုရင်အခုအလူငွေထဲမဲ့ဆိုရင်ကိုနိုင်လားခရစ်တော်ကိုနိုင်ခိုင်းရမလားခရစ်တော်နိုင်ရင်သက်သက်လေးနိုင်မလားတဘောပေါက်လားအေးအဲ့တော့ခရစ်တော်နိုင်တဲ့လောက်ပဲထာဝရမှာနေရမှာပေါ့အခုကနေ့ကနေနိုင်ပြီးထဲတော့အများကြီးနိုင်လဲနေပဲနည်းနည်းနိုင်လဲနေပဲဒါပေမဲ့နေ့ထဲမှာခရစ်တော်ရှင်နေရင်နေနိုင်ကြတဲ့ကခရစ်တော်ရှင်ပြီးနိုင်တဲ့အရာကထာဝရကိုသွားမှာပေါ့ဓမ္မကြည့်လွယ်လေးပဲကျွန်တော်တို့ကအလူငွေထဲတဲ့ခါမှာကိုယ့်ကိုစဉ်းစားတယ်နော်သားသမီးကိုလက်ဆောင်ပေးရင်သားသမီးကိုပတ်စံပေးရင်အလူငွေပေးသလောက်ပေးလားပိုပေးလားအဲ့တော့ကိုယ့်ထဲမှာသားသမီးရှင်နေလားရှင်လားမရှင်လားဆိုကိုပေးတဲ့ထဲကသိပြီးသားပဲဟုတ်လားကိုသားသမီးကိုမကောင်းကြောင်းပြောရင်ကိုကြိုက်လားဘယ်သူရှင်နေလဲကိုသားသမီးရှင်နေတာပေါ့ဈေးသွားတယ်ဘာဟင်းချိန်ကောင်းမလဲငါသမီးကကြက်သားကြိုက်တယ်ငါမကြိုက်ဘူးဒါပေမဲ့ငါကြက်သားဝယ်တယ်ဘယ်သူရှင်လဲကိုသားသမီးရှင်နေတာပေါ့ဟုတ်လားမဟုတ်လားဒါဆိုသင်ထဲမှာခရစ်တော်တကယ်ရှင်ရင်သင်လောက်တာအားလုံးကသင်လားခရစ်တော်လားအဲ့ဒါခရစ်တော်လို့ဖို့သင်စူးစမ်းစရာလိုလားဖြစ်ကိုဖြစ်နေတာလားနိသားသမီးကိုနေချစ်ဖို့နေစူးစမ်းလားငါသမီးကိုငါချစ်ဖို့တော်တော်စူးစမ်းအောင်မယ်ရှိလားမအဲ့ဒါကလောက်တာလားဖြစ်တာလားလောက်တာလားဖြစ်တာလားအဲ့ဒါဖြစ်နေတာ not doing being တာ being ဆိုတာစူးစမ်းတာမဟုတ်ဖြစ်ကိုဖြစ်နေတာဟုတ်လားမဟုတ်လားအဲ့ဒါဖြစ်ချင်းဖြစ်ကိုဖြစ်နေတဲ့အရာအဲ့ဒါတွေကဒါဆိုဒီနေ့ကျွန်တော်ကခရစ်တော်အတွက်လောက်တာလားခရစ်တော်ရဲ့အသက်ရှင်ခြင်းဖြစ်နေတာလားအဲ့ဒါကိုပေါလုပြောတာငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏အဲ့ကျမ်းပိုက်ပြောတာ तू ဘောနိကန်ဖြစ်တဲ့အချိန်နဲ့15နှစ်ကြာတယ်ကျမ်းသမိုင်းမှာ15နှစ်ကြာမှဒီစကားကိုပြောတာ तू သဘောပေါက်သွားတာဟာငါပဲလုံနေတာပါလားငါပဲစူးစမ်းနေပါလားအခုမှသဘောပေါက်တယ်ခရစ်တော်ရှင်ဖို့လိုပါလားအဲ့မှာ तू ပြောတာငါစိတ်ညစ်တယ်ဤအသေးကောင်မငါ့ကိုအဘယ်သူကဲလွတ်မင်းဒီယောမ94မှာ तू ပြောတာကြည့်ဒါဆိုသူ့ရဲ့အသက်ရှင်ခြင်းမှာဘယ်သူပေါ်လာလဲခရစ်တော်ပေါ်လာရင်ဟိုရောက်ရင်အဲ့ဒါပါလဲရွှေခရစ်တော်ရဲ့ရှင်ခြင်းပေါ်လာရင်ရွှေလို့ခေါ်တယ်အဲ့တော့ဒီနေ့နေမှုတော်ဆောင်ဘယ်သူပေါ်ဖို့လို့လဲခရစ်တော်ပေါ်ရင်အဲ့ဒါပါလဲအလူငွေထက်ဘယ်သူပေါ်ဖို့လို့လဲခရစ်တော်ပေါ်ရင်ရွှေပဲနေသီးခံဘယ်သူပေါ်ဖို့လို့လဲခရစ်တော်ပေါ်ရင်ရွှေပဲဟာနေရန်သီးခံနိုင်နေနော်နေပဲပေါ်နေတာပဲဒါဆိုရွှေမဟုတ်ဆရာဟောလို့ကျွန်မပြောင်းလဲတာဆရာမဟုတ်ရင်ကျွန်မမပြောင်းလဲဘူးကောလာမထောင်နဲ့ဟိုမှာဘာမှမရဘူးနဲ့ဘာလို့လဲရွှေမဟုတ်ဘူးလေသူများနေကိုပဲမြင်တာခရစ်တော်မမြင်ဘူးဟောတဘောပေါက်လားဒါဆိုဒီနေ့ကျွန်တော်တို့ပေါ်ရမှာလားခရစ်တော်ပေါ်ရမှာလားခရစ်တော်ပေါ်ဖို့ယေရှုတက်ပုံချိတ်ပြီးသွားခိုင်းတာမဟုတ်ဘူးကိုယ့်ရဲ့အသက်ရှင်ခြင်းကိုကကိုမဟုတ်ဘူးခရစ်တော်ဖြစ်နေမှာလူတွေကကြည်တာနဲ့ခရစ်တော်ကိုမြင်ရဟုတ်လားဒီနေ့လူတွေကကြည်လိုက်တာနဲ့အော်ဒါအေဂျီဒါနှစ်ချင်းဒါမက်သဒစ်ဒါအင်္ဂလိကန်ခရစ်တော်ကမမြင်ဘူးနေဆူတောင်းတာငါကြီးဒီဆူတောင်းနေဒါနှစ်ချင်းဆူတောင်းနေဟိုတည်းဟာဒါအေဂျီဆူတောင်းနေခရစ်တော်ပေါ်လားဂိုင်းပေါ်လားဒါမဟုတ်သေးဘူးဆိုကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကဘယ်သူပေါ်ရမလဲခရစ်တော်ပေါ်ရင်ဗာလဲရွှေဒါဂျူးရဲ့သဘောတရားမှာငွေကြတော့ဗာလဲသိလားကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းမှာငွေဆိုတဲ့အဓိပ္ပာယ်သစ္စာရှိခြင်းသစ္စာရှိခြင်းအဲ့ဒါငွေသစ္စာရှိခြင်းကကျွန်တော်အဲ့တော့ဒီနေ့ဈေးသွားဝယ်တယ်ဟိုကပတ်စံအန်းလိုက်တယ်အန်းလိုက်တာယူပြီးပြီဟိုကမိတ်ပြီးနောက်တစ်ခါထပ်အန်းတယ်နှစ်ခါဒါဆိုကွာတိရသားနဲ့ယူလာရင်အဲ့ဒါဗာလဲသစ္စာမဲ့ဟိုကြရင်ငွေလားတစ်သားမြက်ပင်လားအဲ့ဒါပဲအော်နှစ်ခါရတာဟာကျေးဇူးတော်ပဲဖျားခင်ကောင်းမြတ်တယ်ဖျားခင်ကောင်းမြတ်တယ်ဆိုအဲ့ဒါဗာလဲတစ်သားမြက်ပင်ဖြစ်သွားသစ္စာရှိတော့ဟောမသိဘူးအန်းလိုက်တယ်ကျွန်တော်ဒီတစ်ခေါက်စင်ကာပူမှာကျွန်တော်မိတ်ဆွေနဲ့သွားတယ်ဈေးဝယ်တယ်သူ့ကိုဟိုလူကအန်းလိုက်တာနှစ်ခေါက်မှားသွားတယ်သူလည်းရှုပ်သွားတယ်အဲ့နဲ့မသိဘူးသူယူလာတယ်ယူလာပြီးစားတော့ဆိုင်မှာစားရင်းနဲ့သူတတိယဘောက်ချပြန်ကြည့်ဟိုလူငါ့ကိုနှစ်ခါအန်းမိပြီတဲ့မှားပြီတဲ့
အပြန်သွားမယ်ဆိုအဲ့ဆိုင်ကိုပြန်သွားစင်ကာပူမှာနော်ပြန်သွားရင်မှပြန်ပြောပြဟိုလိုဒီလိုရှိတယ်ခင်ဗျာဘလို့အန်းတာလဲကျွန်တော်ဒါတစ်ခါအန်းတာနှစ်ခါခင်ဗျာအန်းမိတယ်စကားလည်းမတက်ဘူးအမူအရာနဲ့ပြောနောက်ဆုံးကြဟိုလူကပြန်ကြည့်ဟုတ်တယ်တဲ့ကျေးဇူးတင်တယ်တဲ့ဒါဆိုဒီလူတစ္ဆာရှိလားလက်ထဲကိုရပြီးပြီလားဒါမပြန်ပေးလားပြန်ပေးတယ်အဲ့ဒါပါလေငွေမတူနော်ရွှေဆိုတာခမရအသက်ရှင်ခြင်းမှာဘယ်သူပေါ်ရမလဲခရစ်တော်ငွေဆိုတာတစ္ဆာရှိခြင်းပေါ်ရမယ်မိမရှိတယ်နော်ရှိတယ်လို့နေလူပြောလို့ဘာလို့မလုပ်तू ကပဲအိမ်တော်ပဲမကြဘူးသလိုလိုဟာလားမွေးထားတာမကြသေးလို့ဘာလို့နဲ့မလုံနဲ့တစ္ဆာရှိအိမ်တော်မှာတစ္ဆာရှိဟာလားအသင်းတော်ထဲမှာတစ္ဆာရှိဟုတ်လားသူများကျွေးတယ်ပြောသူများကျွေးတယ်လို့ကိုကျွေးတယ်လို့ရောရောင်ပြီးမလုံနဲ့ဟာလားတစ္ဆာရှိရမယ်ယုံကြည်သူကကိုယ့်အထက်ကဖယားရဲ့တစ္ဆာရှိခြင်းပေါ်လာရင်အဲ့ဒါပါလေငွေအိမ်တော်ကြီးမှာတစ္ဆာရှိတင်းတော်မှာတစ္ဆာရှိသားသမီးပေါ်မှာတစ္ဆာရှိဟုတ်လားစကုနဲ့ပေါင်းတင်တဲ့ညီကိုမောင်နှမတွေပေါ်မှာတစ္ဆာရှိအဲ့တစ္ဆာရှိခြင်းကငွေကြောက်ကောင်းတစ်ပေမှာပါတယ်လူတွေရဲ့ဝိညာဉ်ဟာအသက်ကြောက်မြတ်ဖြစ်တယ်ဘုရားသခင်ကအိမ်တော်ကိုအသက်ကြောက်မြတ်နဲ့ဆောက်ဒါဆိုလို့ရှိရင်အေုံကလေးသွားလှုပ်တယ်လူတယောက်ပြောင်းလဲတယ်အဲ့ဒါပါလေကြောက်အဲ့ဒီအသက်ကြောက်ခေါ်တယ်ဒါဆိုကိုယ့်ရဲ့အသက်တာကိုဘုရားခင်ပေးထားတဲ့ဗန္နာငွေကြီးအားလုံးဟာဘယ်မှာသွားပြီးတော့စိုက်ထုတ်ဖို့လို့လဲမျိုးစစ်စိုက်ဖို့လို့လဲအေုံကလေးထဲမှာသာသနာလုပ်ငန်းထဲမှာအဲ့တော့သွားသူများဝေငှတယ်ကိုလူငွေပေးလိုက်တယ်သူများဟောတယ်လူတယောက်ပြောင်းလဲရင်အဲ့ဒါပါလေအသက်ကြောက်သူ့အတွက်ကြောက်ရမှာပေါ့ကိုယ်တိုင်လဲဝေငှဖို့လို့လားလို့တယ်ခရီးသွားမယ်သွားဝေငှတရားဟောဆရာဖြစ်ဖို့မလိုပါဘူးတရားဟောဆရာမဖြစ်ဖို့မလိုပါဘူးဝေငှမှာတို့အားလုံးရဲ့တာဝန်ပဲသက်သေခံရမှာပဲကိုကဲတင်ညင်းဘလို့ရလဲအဲ့ဒါပြောရမှာလေနေကြီးကျယ်အတွေးပနေနဲ့ဗျာဒိတ်ကျန်းနေပါလေကဲတင်ကြီးအကြောင်းပြောဖို့ပဲလေမပြောတတ်လဲပြောပါလွယ်လေးပဲအပြစ်ရှိတဲ့ငရဲသွားမယ်ယေရှုလာခဲ့တယ်ပြီးပြီလက်ခံငရဲကလွတ်တယ်ဒါပြောရမှာပဲဟုတ်လားမဟုတ်လားဒါဆိုအဲ့ဒီလူရဲ့ဝိညာဉ်ခရစ်တော်ကိုရသွားပြီဆိုရင်ဘာရပြီလဲကြောက်အဲ့ဒါတစ်ပေမှာပါတယ်ဟုတ်ပြီနော်တစ်ပေနှစ်လေးမှာကြောက်ရပြီဆိုတော့အဲ့ဒီကျွန်တော်ရဲ့အသက်ရှင်ခြင်းထဲမှာရွှေငွေကြောက်ကောင်းရွှေဆိုတာဘာသူပေါ်တာလဲကိုယ့်ရဲ့အသက်ရှင်ခြင်းထဲမှာခရစ်တော်သူများမြင်ပါစေငွေဆိုတာကိုယ့်ထဲကနေဖခင်ရဲ့သစ္စာရှိခြင်းပေါ်ပါစေနောက်ဆုံးကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့စီးစိမ်ကိုယ့်ရဲ့အစွမ်းစားကိုယ့်ရဲ့မိတ်ဆွေကိုခင်မင်တာအားလုံးကဘယ်နေရာမှာသွားပြီးစိုက်ထုတ်ရမလဲအေုံငယ်လီထဲမှာဟာလားတင်းတော်မှာစုအေုံငယ်လီလောက်ဧည့်သည်လာတယ်ဆရာဦးခေါ်ဧည့်သည်ခေါ်တာအေုံငယ်လီဟောခိုင်းဆရာဦးပြောင်းလဲသွားရင်အဲ့ဒါအသက်ကြောက်ပဲဟုတ်လားအဲ့ဒါတော့ရွှေငွေကြောက်ကောင်းအားမလောင်တရက်ကြရင်ခံစားရမယ်ဟုတ်ပြီလားဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုတွေကိုစဉ်းစားပါအဲ့ဒါနံပါတ်3စီရင်ခြင်းသဘောပေါက်မလားအဲ့တော့နံပါတ်3စီရင်ခြင်းကဓမ္မဟောင်းယုံကြည်သူဓမ္မသစ်ယုံကြည်သူကျေးဇူးတော်ကာလယုံကြည်သူတွေအားလုံးအလုပ်ပေါ်လာမယ်မီးနဲ့စစ်လိုက်မယ်ကြံတဲ့ဥစ္စာဘာရမလဲရွှေငွေကြောက်ကောင်းကကိုယ်တွေ့စုပေါ့ဟုတ်လားဒါကြောင့်မလို့စီရင်သူနံပါတ်3စီရင်သူဟာခရစ်တော်စီရင်ခံရတာအလုပ်ဟုတ်လားစီရင်တဲ့နေရာခရစ်တော်ကြီးတရားပဲလေတစ်စီရင်ခြင်းကခမဲတော်နှစ်စီရင်ခြင်းကကိုသုံးစီရင်ခြင်းကခရစ်တော်တူလားတစ်စီရင်ခြင်းကခံတဲ့သူကခရစ်တော်နှစ်စီရင်ခြင်းခံတဲ့သူကကိုသုံးစီရင်ခြင်းမှာခံရတာယုံကြည်သူရဲ့အလုပ်တစ်စီရင်ခြင်းကကရဏီမှာကားလိုက်မှာနှစ်စီရင်ခြင်းကမြေကြီးပေါ်မှာဒီလောကမှာသုံးစီရင်ခြင်းကကောင်းကင်ဘုံမှာတစ်စီရင်ခြင်းကကိုစားခံနှစ်စီရင်ခြင်းကကိုယ်တိုင်ခံသုံးစီရင်ခြင်းကကိုယ့်ရဲ့အလုပ်ကခံတစ်စီရင်ခြင်းရဲ့အကျိုးကယုံကြည်တဲ့လူကတည်ငြိမ်ရတယ်နှစ်စီရင်ခြင်းရဲ့အကျိုးကမြေကြီးပေါ်မှာဘုရားခင်စီရင်ခြင်းကကင်းလွတ်တယ်သုံးစီရင်ခြင်းရဲ့အကျိုးကထာဝရကာလတည်ရတစ်စီရင်ခြင်းကတစ်ခါပဲစီရင်တယ်အပြီးနှစ်စီရင်ခြင်းကနေ့တိုင်းစီရင်ရတယ်ကိုသုံးစီရင်ခြင်းကခရစ်တော်၏တရားပလိရှင်မှာတစ်ခါပဲစီရင်အကျိုးမြတ်ကိုပါတယ်အာမင်အားလုံးဘုရားကောင်းကြီးပေးပါစေအာမင်ဇောင်းတော်ဗျာဝေးဒီทุกคนน่าทุ่มจังให้ปังเจียว
လေချလန်